မာနတရားကိုလေ့လာသုံးသပ်ခြင်းတရားဒေသနာတော်ဒီကနေ့ညဓမ္မသဘင်ခန္ဓာကိုရွှေဘုန်းတော်သခင်ရှင်တော်မြတ်ဖရာဤမဟာကရုဏာဂုဏ်တော်ကိုအာယုပြုပါတိကျူဖွဲ့ဆိုအပ်သောဝန္ဒနာပနာမအပိသဂါထာကိုရစုပူဇော်ခြင်းဖြင့်စတင်ကြရအောင်ယောကပကောတိဟိပိယပမေယံကာလံကရွန်တော်တိဒုက္ခရာနိခေရံကတောလောကဟိတယာနာထောနမောမဟာကရုဏိကတတတ္တယောနာထောဝိနိယမြာစွာတတ္တဝါဤချမ်းသာစီးပွားလိုလားတောင်းတဂုံပေါင်းခါသည်ဖြင့်နာထမြညာခြင်းရှင်တော်မြတ်ဖရာသည်ကပ္ပဂေါတိပိဂရေကဘာအေအသေချာတို့ဖြင့်တော်လဲအဘယ်မေယံရည်တွေတိုင်းတာဖော်ပြခြင်းကမစွမ်းနိုင်ပါသောကာလံလေးအသိချေသိနေကဘာရှိကြသောကာလပတ်လုံးလောကဟိတယတတ္တလောကဤအကျိုးစီးပွားအလို့ငါအတိဒုက္ခရာနိဥ္စာတဲ့ချေလက်အင်္ဂါမေတ္တာကြီးမာသမိတာနှင့်တထာဇနီစွန်ခြင်းကြီးဟုကျက်တိထဝေငါတဲ့အစုအလုံးခဲရင်တော်မူတော်ကိုကရွန်တော်ဘုရားဖြစ်ရန်ဤတန်ကျုပ်ကိုအာထုတ်တော်မူရသည်ဖြစ်၍ခေရန်လက်ချေမျက်လုံးအသက်ဆုံးလည်းရဲ့နှလုံးစိတ်ဝံကိုရောဤပင်မညင်းတို့ကတောဘဝဒါနချိန်ဖန်များစွာရောက်တော်မူခဲ့ရရှာလိမ့်မည်မဟာကရုဏီကတတတ္တဝါများယင်ဝေသားကဲ့သို့တနာချစ်ခင်မဟာကရုဏာရှင်ဖြစ်တော်မူသောတသနာတသဝိနည်းများစွာတတ္တဝါဤချမ်းသာစီးပွားလိုလားတောင်းတဂုံပေါင်းခါသည်ဖြင့်နာထမြညာထိုးရှင်တော်မြတ်ဖရာအားနမောယုတိပြောင်းပြောမှန်ကိုလျော်၍ကရောယုကျိုးရှိခိုးခြင်းသည်အထုဘဝတုစင်စစ်မသွေဖြစ်ပါစေတည်းမာနတရားကိုလေ့လာသုံးသပ်ခြင်းနဲ့မာနဆိုတဲ့စကားလုံးကပါဠိစကားလုံးဖြစ်ပါတယ်ပါဠိဟောရတာဖြစ်တယ်သို့တော်လည်းမြန်မာလူမျိုးတွေမြန်မာဟောရကဲ့သို့မာနဆိုတဲ့စကားလုံးကိုလူတိုင်းအသုံးပြုနေကြလို့မာနကြီးတယ်စသဖြင့်မြန်မာစကားထဲမှာပြောကြအဲ့ဒီမာနဆိုတဲ့သဘာဝတရားဟာမိမိတို့စိတ်ထဲမှာဖြစ်ပြီးတော့ဘယ်ပုံပဲတဏ္ဍာရှိသလဲလို့လေ့လာသုံးသပ်ပြီးတော့ခြေကြရအောင်မာနဆိုတဲ့သဘာဝတရားတစ်ခုဟာနံပါတ်1မှတ်ဖို့ရကမာနတရားသည်ကုသိုလ်မဟုတ်ဘူးအကုသိုလ်ဆိုတာမှတ်ထားပါအကုသိုလ်လို့ဆိုတာဟာတာဝိဇ္ဇအပြစ်ရှိပြီးတော့ဒုက္ခဝိပါကမကောင်းတဲ့အကျိုးတွေကိုပေးနိုင်တယ်အကုသိုလ်မှန်သမျှရဲ့သွင်ပြင်လက္ခဏာဟာတာဝိဇ္ဇဒုက္ခဝိပါကလက္ခဏာတဲ့အပြစ်ရှိပြီးတော့ဆင်းရဲတဲ့အကျိုးကိုပေးတတ်တယ်ဒါအကုသိုလ်တရားမှန်သမျှရဲ့သွင်ပြင်လက္ခဏာတစ်ခုပဲမာနတရားဟာအကုသိုလ်ထဲမှာပါသည်ဖြစ်၍တာဝိဇ္ဇအပြစ်ရှိတဲ့တရားဒုက္ခဝိပါကဆင်းရဲတဲ့အကျိုးကိုထုတ်လုပ်တတ်တယ်ဆိုတာအခြေခံအားဖြင့်မှတ်သားထားဖို့ပေါ့
ဒီမာနဆိုတဲ့သဘာဝတရားဟာလူတွေရဲ့စိတ်ထဲမှာဖြစ်ပေါ်လာတတ်တဲ့သဘာဝတရားပဲစိတ်ထဲမှာဖြစ်ပေါ်လာပြီးတော့နောက်ထိုမာနတရားရဲ့အရှိန်ကြောင့်လူရဲ့လှုပ်ရှားမှုအသွင်ပြင်တွေဟာတခြားအရာနဲ့မတူဘဲနဲ့ထူးထူးခြားခြားဖြစ်ပေါ်လာလေးရှိတတ်တယ်။ဒါကြောင့်မို့လူတွေကသိတာဒီလူကမာနကြီးတယ်ဒီလူကမောက်မာတယ်စသဖြင့်ပြောကြတာ။သူစိတ်ထဲမှာမာနဖြစ်နေတာကိုဘယ်လိုလုပ်သိရလဲလို့ဆိုရင်ထိုလူတယောက်ရဲ့ပြောပုံဆိုပုံထိုလူတယောက်ရဲ့အမှုအရာထိုလူတယောက်ရဲ့သွားလံလှုပ်ရှားဟန်ကိုကြည့်ပြီးတော့လူတွေကမာနရှိတယ်မာနမရှိဘူးတဲ့ပြောကြတာမာနသည်နန္တရားဖြစ်သည့်အတွက်ကြောင့်ပုံပန်းတရံမရှိဘူးသို့တော့ထိုမာနဖြစ်ပေါ်လျက်ရှိတဲ့ပုဂ္ဂိုလ်ရဲ့ပုံပန်းတရံကတော့တခြားပုံတရံနဲ့မတူဘဲနဲ့ထူးခြားနေတတ်တယ်တဲ့ဒါကြောင့်မို့မာနရှိမှန်းသိကြရတယ်ပေါ့ပုဂ္ဂိုလ်တယောက်ပြောတဲ့စကားကိုကြည့်ပြီးတော့လေသုံးသပ်လို့ရတယ်အကဲခတ်လို့ရတယ်အမှုအရာလှုပ်ရှားတော်လာမှုကိုကြည့်ပြီးတော့လည်းပဲသုံးသပ်လို့ရတယ်အကဲခတ်လို့ရတယ်ပေါ့ကောင်းပြီမာနဆိုတဲ့သဘာဝတရားဟာလူတွေရဲ့စိတ်မှာဖြစ်တတ်တဲ့စေတသိက်တရားတစ်မျိုးပဲစေတသိက်တရားဆိုတော့အကုသိုလ်တရားလည်းဖြစ်သည့်အတွက်ကြောင့်ဒီမာနဟာဘယ်သဘာဝတရားတွေနဲ့တွဲဖက်ပြီးတော့ဖြစ်တတ်တုံးဆိုပါစို့မာနဟာလောဘနဲ့တွဲလာသလားဒေါသနဲ့တွဲလာသလားမောဟနဲ့တွဲလာသလားလို့လေ့လာသုံးသပ်ကြည့်မယ်ဆိုလို့ရှိရင်အဘိဓမ္မာသဘောအရမောဟဆိုတာတော့အကုသိုလ်ဖြစ်သမျှမောဟဆိုတာရှိတယ်ဒါကြောင့်မို့မောဟကိုအဓိကထားမပြောတော့ဘူးလောဘနဲ့တွဲသလားဒေါသနဲ့တွဲသလားလို့ဆိုလို့ရှိရင်မာနရဲ့အခြေခံဟာလောဘနဲ့တွဲလာတာပါသို့တော်လည်းမာနကြီးတဲ့ပုဂ္ဂိုလ်ဟာစိတ်တူတယ်စိတ်ဆက်တယ်မောက်မာတယ်ဆိုတာတွေကိုကြည့်ရင်လောဘရဲ့သဘောတွေကိုမတွေ့ရဘဲနဲ့ဒေါသရဲ့အမူအရာမျိုးတွေတွေ့နေရတယ်သို့တော်လည်းဒီမာနဟာဒေါသနဲ့တွဲလာတာတော့မဟုတ်ဘူးလောဘနဲ့တွဲတာဘာကြောင့်လို့ဆိုတော့မာနရဲ့အခြေခံစိတ်ဓာတ်မှာကကိုယ့်ရဲ့အတ္တကိုယ့်ရဲ့အရည်အသွေးပေါ်မှာတွေ့တာကိုယ့်ရဲ့အရည်အသွေးတော်ပေါ်မှာကန့်ညိနေတာကိုယ့်ရဲ့အရည်အသွေးပေါ်မှာအထင်မြင်ပြုနေတာဆိုတော့မာနဟာလောဘသဘောတွေကိုအခြေခံလာတယ်တဲ့အဲ့ဒါကြောင့်မို့လို့အဘိဓမ္မာသဘောမှာမာနဖြစ်လာပြီဆိုရင်ထိုမာနတရားသည်လောဘနဲ့ပဲရှင်တွဲတယ်တဲ့လောဘနဲ့ရှင်တွဲလို့အဘိဓမ္မာသင်တဲ့ပုဂ္ဂိုလ်တွေကမာနဆိုတဲ့စေတသိက်တရားသည်ဒိဋ္ဌိကတဝိပယုတ်လို့ခေါ်တဲ့လောဘမှုစိတ်၄ခုနဲ့သာရှင်တယ်လို့ဒီလိုမှတ်ထားကြရတယ်ပေါ့ပြီးတော့မာနသည်ဒိဋ္ဌိနဲ့လည်းရှင်တွဲခြင်းမရှိဘူးမာနရှိနေတဲ့အခိုက်မှာမှားယွင်းတဲ့အယူဆတရားပေါ်မှာမှားယွင်းတော့အယူဆလို့ခေါ်တဲ့ဒိဋ္ဌိနဲ့ရှင်တွဲနေမှုမရှိဘူးမာနနဲ့ဒိဋ္ဌိတို့သည်တစ်ခုဖြစ်နေတဲ့အချိန်မှာဉာဏ်တစ်ခုကဖြစ်လိမ့်မရှိဘူးတဲ့ခိုက်တန့်ကိုပြောတာ
လူတယောက်ရဲ့တဏ္ဍမှာမာနလည်းဖြစ်နိုင်တယ်ဒိဋ္ဌိလည်းဖြစ်နိုင်တယ်သို့တော့ဒီမာနနဲ့ဒိဋ္ဌိဒီပြိုင်တူမဖြစ်ကြဘူးလို့ဒီလိုဆိုလို့တယ်ပေါ့စိတ်တစ်ခုတည်းမှာအတူတကွမဖြစ်ကြဘူးဘာလို့မဖြစ်တယ်လဲဆိုတာကိုစာပေကျမ်းဂန်များမှာတော့ဥပမာလေးပေးထားတယ်စွန့်ရည်တတ္တိထက်တဲ့အားပြိုင်နေတဲ့ရှင်သေကြီးနှစ်ကောင်ဟာလိုင်ကိုကြီးတစ်ခုထဲမှာအတူမနေသလိုပဲတဲ့မာနနဲ့ဒိဋ္ဌိဆိုတဲ့ဒီသဘာဝတရားနှစ်ခုမှားယွင်းတဲ့အမြင်ရဲ့ကိုယ်ထင်မြင်ယူဆမှုဆိုတဲ့အတွေးရဲ့ဒီမာနနဲ့ဒိဋ္ဌိဟာအားချင်းပြိုင်နေသည့်အတွက်ကြောင့်စိတ်တစ်ခုထဲမှာအတူတကွမဖြစ်ကြဘူးလို့ဒီလိုဥပမာပေးတယ်နောက်တစ်ခုစဉ်းစားကြည့်လို့ရတဲ့အခြေအနေတစ်ခုကပါလဲအကြောင်းတစ်ခုကပါလဲဆိုရင်သဘာဝတရားနှစ်ခုဟာစိတ်တစ်ခုထဲမှာပြိုင်တူဖြစ်တယ်လို့ဆိုတဲ့နေရာမှာတူလေးတူရှိရတတ်တယ်တူလေးတူကဘာလဲလို့ဆိုရင်ဖြစ်ရဌာနာချင်းတူရမယ်အာယုံပြုရခြင်းတူရမယ်ဖြစ်တဲ့အချိန်ချင်းတူရမယ်ပြတ်သွားတဲ့အချိန်ချင်းတူရမယ်လို့တူလေးမျိုးနဲ့ဆုံစည်းတဲ့အခါမှာခုသောစိတ်ထဲမှာဖြစ်ကြတယ်လို့ဒီလိုပြောရတယ်မာနနဲ့ဒိဋ္ဌိကအာယုံချင်းမတူကြဘူးအာယုံချင်းမတူဘူးဆိုလို့ရှိရင်လည်းပြိုင်လို့မဖြစ်နိုင်ဒါကြည့်လေသဘာဝတရားနှစ်ခုဟာတစ်ခုကတောင်တွေးနေတယ်တစ်ခုကမြောက်တွေးတယ်ဆိုလို့ရှိရင်ဘယ်တော့မှပြိုင်လို့မဖြစ်နိုင်ဘူးမာနဆိုတဲ့သဘာဝတရားရဲ့အာယုံကမိမိရဲ့အရည်အသွေးထင်မြင်ယူဆချက်မိမိရဲ့အရည်အသွေးကိုအာယုံပြုတယ်ကိုယ့်ရဲ့အရည်ချင်းကိုအာယုံပြုတယ်အရည်ချင်းဆိုတာကောင်းတဲ့အရည်ချင်းရှိတယ်ညံ့တဲ့အရည်ချင်းရှိတယ်ကောင်းတဲ့အရည်ချင်းပဲဖြစ်စေညံ့တဲ့အရည်ချင်းပဲဖြစ်စေမာနကအာယုံပြုတာကောင်းတဲ့အရည်ချင်းညံ့တဲ့အရည်ချင်းကိုအာယုံပြုတယ်လို့ဒီလိုမှတ်ဒိဋ္ဌိဆိုတာကြတော့အရည်ချင်းကိုအာယုံမပြုဘူးအယူအဆအတွေးခေါ်တစ်ခုကိုအာယုံပြုတယ်တဲ့ view ကိုအာယုံပြုတယ်ပေါ့နော်သူ့ရဲ့အယူအဆအတွေးခေါ် philosophy သူ့ရဲ့ထင်မြင်ယူဆချက်ကိုအာယုံပြုတယ်ဒါကြောင့်မို့လို့မာနနဲ့ဒိဋ္ဌိတို့ဟာအာယုံချင်းမတူသည့်အတွက်ကြောင့်လည်းပဲစိတ်တစ်ခုထဲမှာမရှင်ဘူးလို့ဒီလိုပြောလို့ရတယ်သို့သောစာပေကျမ်းဂန်ထဲမှာတော့အပြိုင်နေတဲ့ရှင်သေကြီးနှစ်ကောင်ဟာလှိုင်ကူတစ်ခုထဲမှာအတူတကွမနေကြဘူးလို့ဒီလိုဥပမာပေးပြောထားတယ်အရည်ချင်းချင်းပြိုင်နေလို့အတူတကွမဖြစ်ဘူးလို့ဒီလိုပြောတာကောင်းပြီမာနရဲ့အဓိပ္ပာယ်ကဘာလဲစာပေကျမ်းဂန်များကမာနကိုဖွင့်တဲ့အခါမှာမဉ္ဇတိတိမာနောမဉ္ဇတိမှတ်ထင်နေတတ်ဣတိတသမတို့ကြောင့်မာနောမာနမာနဆိုတာအထင်တစ်မျိုးပဲအကြောင်းတစ်ခုကိုအမိပြုပြီးတော့ထင်မြင်ယူဆချက်ထင်မြင်ချက်တွေးထင်ချက်ဒါမာနဘာနဲ့တွေးထင်လို့ဆိုစဉ်းစားကြည့်လေလူတွေကမာနဖြစ်ပြီဆိုလို့ရှိရင်ဘယ်ပေါ်မှာအခြေခံတော့သူတွေးမိတဲ့အချက်တွေပေါ်မှာအခြေခံတယ်တွေးထင်မှုတွေပေါ်မှာအခြေခံတယ်သူ့မှာပိုင်ဆိုင်တဲ့ပစ္စည်းဥစ္စာတွေကိုတွေးပြီးတော့
ငါချမ်းသာတယ်ငါမှာပတ်စံတွေအများကြီးရှိတယ်အဲ့ဒါလို့မိမိရဲ့ချမ်းသာမှုဥစ္စာဓနအပေါ်ဓနကိုတွေးပြီးတော့ငါမှာရှိတယ်ဆိုတဲ့အတွေးနဲ့ဓနမှန်ဥစ္စာမှန်ဆိုတာဖြစ်ပေါ်လာတာပစ္စည်းဥစ္စာကိုအကြောင်းပြုပြီးတော့မာနတက်တယ်လို့ဒါပြောတာနော်ပစ္စည်းဥစ္စာရှိတဲ့ပုဂ္ဂိုလ်ကမာနတက်တယ်ဒီမရှိတဲ့ပုဂ္ဂိုလ်ကတော့မာနတက်လာလို့ဆိုပစ္စည်းဥစ္စာနဲ့ပတ်သက်ပြီးတော့မာနတက်เสียမရှိဘူးအချုပ်ပုဂ္ဂိုလ်ကြတော့ဘာပေါ်မှာမာနတက်တော့ဆိုအမျိုးခုံပေါ်မှာခုံယူဝင်ကြွားပြီးတော့အမျိုးခုံနဲ့ပတ်သက်ပြီးအမျိုးနဲ့ပတ်သက်ပြီးတော့မာနတက်သေးတယ်ကိုတာတယ်မြင့်တယ်မြတ်တယ်လို့ဒီလိုထင်တယ်အမျိုးနဲ့ပတ်သက်ပြီးတော့လည်းပဲမာနတက်တတ်တယ်အလုတ်ကိုင်နဲ့ပတ်သက်ပြီးတော့လည်းပဲမာနတက်သေးတယ်ငါအလုတ်ကအထက်တန်းကြတယ်ငါအလုတ်ကကောင်းတယ်သူ့အလုတ်တဲ့ပိုဝင်ငွေကောင်းတယ်သူ့တဲ့ယာဓုကြီးတယ်ဆင့်မြင့်တယ်ဟောဒါတွေကိုတွေးပြီးတော့လည်းပဲမာနဆိုဖြစ်ပေါ်လာတတ်တယ်နောက်တစ်ခုကပညာရပ်နဲ့ပတ်သက်ပြီးတော့လည်းမာနဖြစ်တတ်တယ်ကိုတတ်တဲ့ပညာနဲ့ပတ်သက်ပြီးတော့ဟေးငါကတက္ကသိုလ်ကထိကကြီးပဲတက္ကသိုလ်ပါမောက္ခကြီးပဲဘာဘွဲ့ရထားတယ်စသဖြင့်ပေါ့ပညာနဲ့ပတ်သက်ပြီးတော့လည်းပဲမာနတွေတက်လာတတ်တယ်ဟောအရေးချင်းတွေကိုတွေးထင်ပြီးတော့ကိုသားတယ်လုံနိုင်တယ်စွန့်နိုင်တယ်ဆိုတဲ့အနေအထားတွေကိုကြည့်ပြီးတော့မာနဆိုတာဝင်လာတတ်တယ်တဲ့မာနတရားဖြစ်ပုံကိုပြောတာနော်ထိုမာနတရားဟာရုပ်ဝေဒနာသင်ညာသင်္ခါရလို့ခေါ်တယ်သင်္ခါရဝိညာဉ်လို့ခေါ်တယ်လူရဲ့ခန္ဓာ၅ပါးနဲ့ပတ်သက်ပြီးတော့လေမာနဖြစ်သေးတာဧသောဟမတမိဒါငါပဲငါဖြစ်တယ်ငါဟာဆိုတဲ့အထင်ဟာအမတန်မှအခြေခိုင်တဲ့အထင်တစ်ခုပဲငါဆိုတဲ့အထင်ကိုအခြေပြုပြီးတော့ကျန်တဲ့ဓနမန်တွေတက်တယ်နော်ရုပ်ဆင်းအင်္ဂါသူများတဲ့ချောလို့ရှိရင်လည်းအလှမှန်တက်တယ်ပညာတွေသူများတဲ့ပိုတက်လို့ရှိရင်လည်းပညာမှန်တက်တယ်ယာဓုကသူများတဲ့ပိုမြင့်တယ်လို့ရှိရင်လည်းယာဓုဌာနန္တရမှန်ဒီလိုဟာတွေတက်လာတတ်တယ်အဲ့ဒါမာနဖြစ်ပေါ်ခြင်းအကြောင်းတွေဒါတက်เสียအကြောင်းရှိတိုင်းတက်သလားလို့ဆိုတော့တက်เสียအကြောင်းရှိတိုင်းတော့မတက်ဘူးတတိထားတတ်တဲ့ပုဂ္ဂိုလ်တွေမှာမတက်ဘူးတတိထားတယ်ဆိုတာဒီနေရာမှာယောနိသောမနတိကာရအမတ်တရားကိုဆင်ញင်တွေးတောတတ်တဲ့ပုဂ္ဂိုလ်ကြတော့ပစ္စည်းဥစ္စာရှိလေဓနမှာမတက်ဘူးရုပ်ဆင်းအင်္ဂါလှပချုံမောလဲအလှမှာမတက်ဘူးယာဓုအဆင့်တန်းမြင့်လဲယာဓုမှာမတက်ဘူးပညာတွေဘလောက်တတ်တတ်ပညာမှာမတက်ဘူးတဲ့မတက်တဲ့ပုဂ္ဂိုလ်ကြဘာဖြစ်လို့မတက်တယ်လဲဆိုရင်သူ့မှာအထိုက်အလျောက်ယောနိသောမနတိကာရမှန်မှန်ကန်ကန်စဉ်းစားတတ်တာလေးရှိနေတယ်ပေါ့ယောနိသောမနတိကာရကိုမှန်ကန်သောနိလန်းဖြစ်စိတ်ထဲမှာနှလုံးထားခြင်းအင်္ဂလိပ်လိုတော့ wise attention လို့ပြန်လေးရှိတယ် tension လို့ wise attention လိမ္မာပန်းတဲ့အတွေးအသိဉာဏ်ပါတဲ့အတွေးရှိတဲ့ပုဂ္ဂိုလ်ဟာမာနမဖြစ်ဘူးဘယ်လိုတွေးတော့ပစ္စည်းဥစ္စာဆိုတာမြဲတဲ့အရာတွေမဟုတ်ဘူးဒီကနေ့ပစ္စည်းဥစ္စာတွေချမ်းသာပြီမဲ့နေ့ဖြင့်ငါကြတော့လူမွဲဖြစ်ခြင်းဖြစ်သွားတာပစ္စည်းဥစ္စာတွေဟာအထင်ကြီးစရာဘာတစ်ခုမှမရှိဘူးလို့ဟော
ဒီအတွေ့မျိုးတွေးပြီးမာမာနတက်ဆရာမရှိဘူးဘလောက်ချမ်းသာမာမာနမတက်အေးအလှမှန်ဆိုတာလဲအေးနုပြိုတဲ့အရွယ်လေးပဲနုပြိုခြင်းဒီအိုမင်းချင်းလည်းနောက်ဆုံးရှိတယ်လို့လူတိုင်းဟာတနေ့တခြားအိုမင်းလာကြတယ်ဆိုရက်မှန်ကန်တဲ့အတွေးကလေးရှိလာလို့ရှင်အလှမှန်ဆိုတာလည်းမတက်ဘူးယာတုဌာဏတရနဲ့ပတ်သက်လာလို့ရှင်လေအေးယာတုဆိုတာမြဲတာမဟုတ်ဘူးမမြဲတဲ့အရာပေါ်မှာငါအထင်မှတ်အထင်ကြီးနေလို့မဖြစ်ဘူးအခိုက်အတန့်ရှိတဲ့နေရာလေးပဲအခိုက်အတန့်ပဲလို့ဆိုတဲ့အတွေးလေးဝင်ထားလို့ရှင်လေမတက်တော့ဘူးအမျိုးနဲ့ပတ်သက်ပြီးတော့ကုလမန်တက်လို့ရှိရင်လေမှန်ကန်စဉ်းစားလိုက်အိုးသူလဲလူပဲငါတို့လဲလူပဲလူချင်းပဲဘာမှထင်ကြီးစရာမဟုတ်ပါဘူးဆိုပြီးတော့အတွေးလေးနဲ့နေလို့ရှိရင်အမျိုးမှန်ဆိုတာလည်းမတက်ပါဘူးပညာမှန်ဆိုတဲ့နေရာမှာလည်းပဲအေးငါစူးစမ်းလို့ငါသိတာသူလဲစူးစမ်းရင်တတ်မှာပဲပညာဆိုတာအားလုံးဆိုင်တဲ့အရာသာဖြစ်တယ်လို့ဟောတယ်လို့မှန်ကန်စဉ်းစားလိုက်လို့ရှိရင်လေပညာမှန်ဆိုတာမတက်ပါဘူးကိုလိုမသိတဲ့ပုဂ္ဂိုလ်တွေအေးသူတို့မသိရှာကြဘူးငါသိအောင်ပြောပေးမယ်ဟောမြင့်မြတ်တဲ့အတွေးနဲ့အဲ့ဒါလို့တွေးတော်တတ်မှန်ကန်စဉ်းစားတတ်လာလို့ရှိရင်တော့အဆိုပါပြောတဲ့မာမနာတွေကတခုမှတက်လာမှာမဟုတ်ပါဘူးကောင်းပြီမာမနာဆိုတဲ့နေရာမှာယာထာဝမာနအယာထာဝမာနလို့စာပေကျမ်းကနေမှာနှစ်မျိုးခွဲပြီးတော့ပြောသေးတယ်ယာထာဝမာနဆိုတာသူထင်တဲ့အတိုင်းတကယ်မှန်ကန်တဲ့မာနမျိုးอ่ะဒါယာထာဝမာနလို့ခေါ်တယ်မှန်ကန်တဲ့အရာပေါ်မှာအခြေခံပြီးတော့ဖြစ်တဲ့မာနဒီမျိုးမှာသူအချမ်းသာဆုံးပစ္စည်းဥစ္စာတွေချမ်းသာဆုံးဟောသူအချမ်းသာဆုံးဖြစ်လို့သူကိုယ်သူပစ္စည်းဥစ္စာပေါ်မှာမန်တက်ရင်ဒါယထာဝမာနပဲအဆုံးမဟုတ်ဘဲနဲ့တာမန်ရှိတဲ့ပုဂ္ဂိုလ်တယောက်ကနေပြီးတော့ငါချမ်းသာတယ်ဆိုပြီးတော့မာမနာတဲ့အာယထာမဟုတ်ဘဲနဲ့နေတဲ့မာမနာခေါ်တာပေါ့နော်မဟုတ်တာမမှန်တာကိုအခြေခံရင်အယာထာဝယာထာဝဆိုတဲ့စကားလုံးကယထာဝယထာဘူတတို့လိုပဲအဓိပ္ပာယ်ရတယ်ယာထာဝအမှန်ကန်ပေါ်မှာအခြေခံပြီးတော့ဖြစ်လို့ရှင်ယာထာဝမာနမမှန်မကန်တာကိုအခြေပြုပြီးတော့ဖြစ်ပေါ်လာလို့ရှင်အယာထာဝမာနတဲ့တချို့ကမရှိဘဲနဲ့အရှိလောက်တာတွေကအများကြီးလေဒါကြောင့်မို့အဲ့လိုပုဂ္ဂိုလ်တွေကြတော့လူကြွားလို့ပြောကြတယ်မဟုတ်လားကြွားဝါပြီးတော့ပြောတယ်ပတ်စံမရှိပဲပတ်စံရှိကြအောင်ဆောင်းတယ်အဲ့ဒါကြတော့မာနတယ်မကတော့သူကြတော့မာယာတို့တာထေယတို့ဆိုတဲ့အကုသိုလ်တရားတွေပါဝင်လာမာနကစောစောကပြောခဲ့တယ်လောဘနဲ့တွဲဖြစ်တာလို့ဆိုတော့ဩတာထေယဆိုတဲ့တရားဝင်လာပြီဆိုလို့ရှိရင်တာထေယဆိုကောက်ကျစ်ဆင်းလဲကောက်ကျစ်ဆင်းလာတာဆိုတော့ကိုယ်မှမရှိတဲ့အရာနဲ့ဂုံလုတ်တယ်မဟုတ်တာနဲ့ဂုံလုတ်တယ်မမှန်တာနဲ့ဂုံလုတ်တယ်အဲ့ဒါတာထေယလို့ခေါ်တယ်မမှန်မကန်ပေါ်မှာအခြေခံပြီးတော့ဂုံလုတ်တာကတာထေယအဲ့ဒီအည်အချင်းမရှိတဲ့အည်အချင်းပေါ်မှာရှိတယ်လို့အထင်မြင်ရောက်တာကမာနတဲ့သဘာဝတရားလေးတွေကဒီလိုရှိတယ်နော်မာယာဆိုတာကတော့ရှိတဲ့အပြစ်ကိုဖုံးတာရှိတဲ့အပြစ်ကိုမရှိအောင်ဆောင်တာကိုလှုပ်ထားတဲ့အပြစ်တစ်ခုကိုသူများမသိစေချင်တာဖုံးကွယ်တာမာယာလို့ပြောတယ်အေးကောင်းပြီမမှန်မကန်တာပေါ်မှာအခြေပြုလို့ရှိရင်အာယထာဝမာနမှန်ကန်မှုပေါ်မှာအခြေပြုတယ်ဆိုရင်ယာထာဝမာနသူကသူပညာအတတ်ဆုံးမို့သူများတွေလည်းတာတယ်ဘွဲတွေလည်းအများကြီးရထားတယ်သူများတွေလည်းတာတယ်တာလို့တာတယ်လို့
မာနဖြစ်ထားကြတော့ဒါယာထာဝမာနလို့ပြောယာထာဝမာနဟုတ်တယ်သူကသူအထင်မြင်ရောက်တိုင်းတကယ်လည်းရှိတယ်တကယ်လည်းတာတယ်ပညာလည်းတကယ်တော်တယ်ဆိုလို့ရှိရင်ဒါယာထာဝမာနဘယ်မာနပဲဖြစ်ဖြစ်အကုသိုလ်ပဲမှန်ကန်တဲ့ပုံမှာအခြေခံတဲ့မာနပဲဖြစ်စေမမှန်ကန်တဲ့အခြေပေါ်အရာပေါ်မှာအခြေခံတဲ့ပဲမာနဖြစ်စေမာနဟုသမျှအကုသိုလ်တာဝိဇ္ဇဒုက္ခဝိပါကလက္ခဏာအပြစ်ရှိပြီးတော့မကောင်းတဲ့အကျိုးပေးတတ်တယ်အတိုင်းအတာတစ်ခုအရာပေါ့အတိုင်းအတာတစ်ခုအရာမကောင်းတဲ့အကျိုးထုတ်လို့တတ်တယ်ဒီနေရာမှာယာထာဝမာနနဲ့ပတ်သက်ပြီးတော့ကြည့်ဘုရားမြတ်စွာလက်ထက်တော်ခါကာလတော့ရူပနန္ဒာဆိုတာရှိတယ်အမျိုးသမီးလေးအဲ့ဒီရူပနန္ဒာကတခြားသူမဟုတ်ဘူးမြတ်စွာဘုရားရဲ့အမေတူအဖေကွယ်အဖေတူအမေကွယ်နှစ်မဲ့တော်ပဲစနဗရကလျာဏီဆိုတာတော့ဘွဲ့လို့မှတ်ထားကြပါစနဗရကလျာဏီဆိုတာဒီနယ်မှာသူအချောဆုံးလို့ခုခေတ်အနေနဲ့ပြောမယ်ဆို Miss Universe ပေါ့အလှမဲ့ရွေးထားတာအဲ့ဒီအဓိပ္ပာယ်မျိုးရှိတယ်နော်သို့တော့မြန်မာလူမျိုးတွေကသိကြတာစနဗရကလျာဏီစနဗရကလျာဏီနဲ့သိတယ်စနဗရကလျာဏီရဲ့အဓိပ္ပာယ်ကဒီနယ်မှာသူအလှဆုံးပေါ့ခုခေတ်ရွေးတယ်ဆိုရင်ဟုတ်လားတိုင်းအလှမဲ့တို့မြို့အလှမဲ့တို့ကမ္ဘာအလှမဲ့တို့ရွေးတာမျိုးလို့ပေါ့စနဗရကလျာဏီမူလနာမည်ကအဘိရူပနန္ဒာအဲ့ဒီအဘိရူပနန္ဒာကသူ့ကိုယ်သူအချောဆုံးလို့ဆိုပြီးတော့အလှမှန်တက်နေတာသူနဲ့မောင်နှမအရင်နန္ဒမင်းသားမြတ်စွာဘုရားတဲ့နေ့ရက်သုံးလောက်ငဲတယ်အရကလည်းပဲလက်နှစ်သက်လောက်နှစ်သက်သုံးသက်လောက်အရနှိမ့်တယ်မြတ်စွာဘုရားညီကိုဆိုတော့တူတာပေါ့ဘုရားနဲ့ရုပ်အမတန်တူတယ်တာကိဝေမင်းကြီးထုံတန်းစင်လာအရမောင်နှမအရင်ပေးစားလေးရှိတယ်နော်မောင်နှမအရင်ပေးစားတာအဲ့လိုပေးစားမဲ့အချိန်လေးမှာမင်္ဂလာပွဲတွေဆင်ပြင်ပြီးတဲ့အချိန်မှာမြတ်စွာဘုရားကညီတော်နန္ဒမင်းသားကိုခေါ်ပြီးတော့သင်္ကန်းဝတ်ပေးတယ်ဒါအလုံးသိတဲ့ဇာလမ်းပဲအဲ့အဘိရူပနန္ဒာစနဗရကလျာဏီဘွဲ့ရအဘိရူပနန္ဒာဟာသူ့ရုပ်ပုံမှာသူကအမတန်မှတန်ဖိုးထားတယ်ဆိုပါစို့သူအလှဆုံးဆိုပြီးတော့သူမာနတအားကြီးတယ်နောက်ပိုင်းရောက်လာတဲ့အခါကျတော့နန္ဒမင်းသားလည်းသင်္ကန်းဝတ်သွားတယ်ခမည်းတော်သုတ်တော်ရဏမင်းတရားကြီးနတ်ရဆန်သွားတယ်နတ်ရဆန်တယ်ဆိုတာဘယင်သေးလို့ပြောတာပါသို့တော့ခမည်းတော်သုတ်တော်ရဏမင်းကြီးကမြတ်စွာဘုရားတရားနာပြီးတော့ယဟန္တာကြီးဖြစ်သွားတာဘယင်ဘဝနဲ့ပဲယဟန္တာဖြစ်ပြီးတော့ပြိဋိဘံဆန်သွားတယ်လို့ပြောအောင်ပါအဲသုတ်တော်ရဏမင်းတရားကြီးမရှိတဲ့အခါမှာမိတွေတော်ခေါရမီကဘိက္ခုနီဝတ်ခွင့်တောင်းတာနန်းတော်မှာမနေဘဲနဲ့ဘိက္ခုနီဝတ်ခွင့်တောင်းတော့နောက်ဆုံးမှမြတ်စွာဘုရားခွင့်ပြုလိုက်တယ်ဆိုပါစို့နန်းတော်မှာဘသူကြံရစ်တုံဆိုရင်အဲ့ဒီဇနဗရကလျာဏီကြံရစ်တယ်ကြံရစ်တော့အမေလည်းမရှိဘူးအဖေလည်းမရှိဘူးသူ့ရဲ့မောင်အရင်လည်းမရှိဘူးမောင်အဖေတူအမေကွယ်မောင်ကလည်းဖျားဖြစ်မရှိဘူးတူကလေးဖြစ်တဲ့ရာဟုလာလည်းမရှိဘူးရောင်းမတော်တဲ့ရတော်ရရာလည်းမရှိဘူးပေါ့သင်္ကန်းဝတ်နေကြစဉ်းစားကြည့်ပေါ့အိမ်မှာသူတယောက်တည်းပဲနေကျင်တော့ဆွေမျိုးတွေခင်တာနဲ့သူလည်းသင်္ကန်းဝတ်လိုက်တယ်ပေါ့ဘိက္ခုနီလှုပ်လိုက်တယ်သို့တော့ဘိက္ခုနီလှုပ်ပြီမဲ့လို့
အလှမှန်မချဘူးတဲ့မြတ်စွာဘုရားကဟောလို့ရှိရင်ဘလောက်လှတဲ့ရုပ်ပဲဖြစ်ဖြစ်ရုပ်ခန္ဓာကိုယ်ကြီးတွေဟာအတုပမတင့်တယ်ဘူးလို့မြတ်စွာဘုရားဟောတယ်အဲ့ဒါကိုမကြိုက်ဘူးသူကအတုပလို့ဟောတာမကြိုက်ဘူးဒီကနေ့မြန်မာပြည်မှာတော့လူသေးရုပ်လောင်းကိုမှအတုပလို့ခေါ်တာမြတ်စွာဘုရားကအဲ့လိုမဟုတ်ဘူးခန္ဓာကိုယ်ဟာမတင့်တယ်လို့အတုပလို့ပြောတာမတင့်တယ်ဘူးဆိုတာတွေးကြည့်ပေါ့ခန္ဓာကိုယ်မှာကိုးပေါက်ဓာရအမာဝအမာဆိုတာအနာနဲ့နှိုင်းရှင်ပြီးတော့ပြောထားတာမျက်စိကထွက်တဲ့ဟာမွေးကြိုင်တာတခုမှမရှိဘူးနှာခေါင်းကထွက်တာမွေးကြိုင်လို့သိမ့်ထားစရာတခုမှမရှိနော်နားကထွက်တာမွေးကြိုင်လို့သိမ့်ထားစရာတခုမှမရှိခန္ဓာကထွက်တာမွေးကြိုင်လို့သိမ့်ထားစရာမရှိဘယ်ကထွက်ခန္ဓာကိုယ်အပြင်ဘက်ရောက်လာတာတွေဟာအကောင်းရှိရလားမရှိဘူးလူတွေကအမွှေးနန္တာတွေဆွတ်ဖြန်းပြီးတော့အပေါ်ယံလေးမွှေးအောင်လုပ်နေကြတာတဲ့ပဂတိကမွှေးတာဟုတ်ကလားမဟုတ်ဘူးတဲ့မယုံလို့ရှိရင်တပတ်လောက်တဏခါလည်းမလိမ့်နဲ့ရေလည်းမချိုးနဲ့ဆပ်ပြမွှေးလည်းမသုံးနဲ့ပဂတိအရှိတယုတ်တွေကိုပြလာလိုက်မယ်နော်တလလောက်ဆိုရင်တော့ကိုယ်နှာခေါင်းတောင်ကိုပေးရကောင်းပေးရလိမ့်မယ်အဲ့ဒါဟာအတုပမဟုတ်ရင်ဘာဖြစ်မလဲဟုတ်ကဲ့လားအဲ့ဒီသဘောကိုမြတ်စွာဘုရားဆင်ခြင်ခိုင်းတာအဲ့တော့ဟိုနမတော်လုံးတဲ့အဘိဓုပနန္ဒာကသူ့စိတ်ထဲမှာသူခန္ဓာကိုသူအလှပြင်ပြီးတော့လှတယ်လို့ထင်နေတဲ့ပုဂ္ဂိုလ်တယောက်ကသူ့စောင်းပြောတယ်လို့မထင်ပေဘူးလားထင်တယ်အဲ့ဒါကြောင့်ဘုရားစီဘယ်တော့မှမသွားအဲ့ဒါကိုအလှမှန်ရစ်တယ်လို့ပြောတာနော်သူလိုပဲနောက်တူကဘယ်သူတုံးဆိုရင်ဗေမိသာရမင်းကြီးရဲ့မိဖုရားခေမာဆိုတာတာမန်ပုဂ္ဂိုလ်တွေမဟုတ်ဘူးနော်သူတို့ကပါရမီတံပါရအရင်မာကြီးတွေရှိခဲ့ကြတယ်အတိတ်ဘဝတုန်းကပါရမီဖြည့်ခဲ့တဲ့ပုဂ္ဂိုလ်တွေသို့တော်လည်းပဲဒီအကုသိုလ်တရားတွေရဲ့မာနတရားတွေရဲ့လှည့်စားမှုဟာအမှန်တမ်းကြောက်ဖို့ကောင်းတယ်ကြည်ခေမာမိဖုရားဆိုတာသိလှတယ်ဘုရင်ကြီးကလည်းသူ့ကိုအမတန်မှဖေးပါပေးတယ်သူခန္ဓာကိုယ်သူတပြီးတော့မြတ်စွာဘုရားဟောတဲ့တရားတွေသတင်းကြားတယ်အတုပလို့ဟောတယ်မကြိုက်ဘူးမသွားဘူးဘာဖြစ်လို့တော့သူကတုပလို့ယူဆတာသူခန္ဓာကိုယ်လှတယ်မွေးတယ်ကြိုင်တယ်ဒါပဲအတုပလို့ဟောတာသူနဲ့မတည့်ဘူးဒါကိုမသွားဘူးကြောင်းဘယ်တော့မှခေါ်လို့မရဘူးဗေမိသာရမင်းကြီးဆိုတာမြတ်စွာဘုရားနဲ့ပထမဆုံးတွေ့ကြတဲ့ကိုကသောတာပန်ဖြစ်သွားတာဘုရားလောင်းတောထွက်လာတဲ့အချိန်မှာရာဇဂုပြည်တဲ့ဆွမ်းကံဝင်တယ်အုပ်တဲဖြစ်တယ်ရာဇဂုမြို့ထဲမှာဘာဖြစ်လို့လဲဆိုတော့အဲ့ဒီခေတ်တုန်းကသာသနာပေါင်းဝင်နေဆိုတာအသက်အရွယ်ကြီးတဲ့ပုဂ္ဂိုလ်တွေဝင်ကြတာလေအတော်လေးအရွယ်ရောက်တဲ့အခါမှာဒီယတိသူတော်စင်ဖြစ်ဝတ်ကြတယ်ပေါ့အခုဒီကိုယ်တော်က29နှစ်ပဲရှိသေးတယ်လူငယ်လူရွယ်လေးရုပ်ကလည်းအမတန်ချောတယ်ယတိလို့သူတော်စင်လို့ဝတ်ပြီးတော့အိမ်တကာလှည့်ပြီးတော့တပိတ်နဲ့ဆွမ်းခံတယ်သူတို့စကားနဲ့ပြောမယ်ဆိုရင်တောင်းတာပေါ့ထမင်းတောင်းတာပဲဟာဆွမ်းခံတယ်ဆိုတဲ့အဓိပ္ပာယ်ကဒါရှင်ကျေးတဲ့အသုံးပေါ့နော်ဘိက္ခုဆိုတဲ့အဓိပ္ပာယ်ကိုကတောင်းစားသူလို့အဓိပ္ပာယ်တစ်ခါရတယ်တချို့နေရာဖွင့်ထားတာရှိတယ်အိန္ဒိယနိုင်ငံမှာရှိတဲ့တောင်းစားတွေကသူတို့ကိုသူတို့ဘိက္ခုလို့ခေါ်တယ်ဟောဒါကြောင့်မို့ယဟန်တွေကင်တဲ့တပိတ်ကိုနိုင်ငံသားတွေကဗမာဗုဒ္ဓဘာသာမဟုတ်တဲ့နိုင်ငံသားတွေကပြန်တဲ့အခါကျတော့ဘက်ကင်းဘိုးလို့ပြန်ဘက်ကင်းဆိုတာဘက်ဆိုတာတောင်းတာဘက်ကင်းဘိုးတောင်းစားတဲ့ခွက်ကြီးလို့ပြောတာပဲတောင်းစားတဲ့ခွက်ကြီး
အဲ့ဒါကိုနားထောင်မကောင်းလို့ဘုန်းကြီးတို့ကတော့ဟာဘက်ကင်းဘုံမဟုတ်ဘူးarms bow အလူခံတဲ့တပိတ်လို့ဒီလိုပဲပြောင်းပြောရတာနော်သို့တော့မှားလာသူတို့ပြန်တယ်မှားတော့မမှားဘူးဘက်ကင်းဘုံပဲဒီကောင်းပြီဖះလောင်းလေးတောထွက်လာတဲ့အခါလူကလည်းရုပ်ကချောချောအမတန်ချောတယ်အသက်ကလည်းငယ်တယ်တခြားနေရာမှာဆိုမတွေ့ရတဲ့ပုဂ္ဂိုလ်မျိုးပေါ့အဲ့ဒါကြောင့်မို့လို့မြို့ကမြင်တဲ့လူတွေကလှုပ်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 နဲ့ဝိုင်းအောင်ကြတာပေါ့လမ်းမှာလူတွေတအားစီပြီးတော့သူ့နောက်ကဝိုင်းလိုက်လာကြဘုရင်ကြီးကနန်းတော်ဘုံကလှမ်းကြည့်မြင်ရတော့တမန်ကိုလွတ်ပြီးတော့စုံစမ်းခိုင်းတယ်ဒါဘယ်သူလဲဆိုတာသိအောင်စုံစမ်းဆိုသူက၄-၅အိမ်လောက်ဆုံးခံပြီးတော့ပျောက်သွားသူတပိတ်ထဲမှာစားလောက်ရုံရတာနဲ့ရှေ့ဆက်မသွားတော့ပြန်ထွက်သွားလူတွေကလည်းဝိုင်းအောင်ကြအဲ့တော့ပြန်ထွက်သွားတော့တောထဲထွက်သွားပန္နဝဆိုတဲ့တောင်ချေမှာတစ်ပင်ရိပ်လေးအောက်မှာထိုင်ပြီးတော့ဆွမ်းစားနေနောက်ရောက်ခံလိုက်လာတဲ့လူကအဲ့ဒီမှာဘုရားလောင်းကိုတွေ့တော့သူကဘုရင်ကြီးစီသတင်းပုတ်ခိုင်းလိုက်တယ်မျက်ခြေပြတ်သွားမှဆိုလို့သူကစောင့်ပြီးတယောက်ကိုလွှတ်လိုက်တယ်အဲ့ဒီလူနာမဘုရားလောင်းနာမခွာဘူးဘုရင်ကြီးကအားချင်းလိုက်လာဒီပုဂ္ဂိုလ်နဲ့တွေ့ချင်အားချင်းလိုက်လာပြီးတော့မေးတယ်ဘယ်ကလဲဘယ်ကလာတာလဲဘာဖြစ်လို့ဒီဝတ်လာတာလဲနဲ့မျိုးစုံမေးတဲ့အခါသူကပြောတယ်ဟိုးဟိမန္တာတောင်ချေကတာကွေမင်းမျိုးတဲ့ကပါတဲ့ကာမဂုဏ်အာယုန်တွေကိုဆက်ဆုပ်ယုံမုန်းပြီးတော့သူတော်စင်ဘဝကိုကူးပြောင်းလာတာပါလို့ဘုရားလောင်းကရှင်းပြောတော့ဗေမိတာရသူအသက်ကလည်းရွယ်တူလောက်ဆိုသိချီညိုတယ်စိတ်ထဲမှာသိချင်တတ်တဲ့ဒီကိုရောလေဘုရားပြောတယ်ဗေမိတာရကသူဘာပြောတော့ဆိုရင်တောထွက်ပြီးတော့တရားမကျင့်မှနဲ့တဲ့အဲ့ဒီကပိလဝတ်ဆိုတဲ့ဟိမန္တာတောင်ကြီးမြို့မှာမပျော်ဘူးဆိုလို့ရှိရင်သူနဲ့အတူနေပါတခါမှမမြင်ဘူးပေမဲ့လို့အမတန်စိတ်ထဲမှာခင်မင်းလို့သူနဲ့အတူနေပါတဲ့တူတူပူးတွဲပြီးတော့တိုင်းပြည်အုပ်ချုပ်ကြရအောင်လို့ဆိုဖိတ်ခေါ်တယ်အဲ့မှာဘုရားလောင်းတွေကသူဒီယာရုတွေကိုစိတ်ဝင်စားဘူးမတရားတရားကိုရှာမယ်လို့ဆိုပြီးတော့သူထွက်လာတဲ့အကြောင်းရှင်းပြပြီးတော့သူတရားပဲရှာမယ်ဆိုတာကိုဆုံးဖြတ်ချက်ချပြီးတော့သွားတယ်ဗေမိတာရမင်းကလည်းပဲအတင်းကျပ်မတားတော့ဘူးအဲ့ဒါဆိုလို့ရှိရင်တရားဓုတရားမြတ်တွေ့လို့ရှိရင်သူ့နိုင်ငံကိုပထမဆုံးကြွားခဲ့ဖို့ဂတိတောင်းလိုက်တယ်ဒီတော့ကြောင့်ဗေမိတာရမင်းကြီးရဲ့ဂတိအတိုင်းပဲဘုရားလောင်းကရာဇယုပြုအရင်ကြွသွားတာပဲကြွသွားတော့အဲ့ဒီမှာသောတာပန်ဖြစ်တယ်ကြွသွားတယ်ဆိုပေမဲ့ဣတိပတနာတော်မှာတရားဟောပြီးမှကြွလာတာပေါ့အဲ့ဒီမှာဗေမိတာရမင်းကြီးကဖျားချီညိုသလောက်သူ့ရဲ့မိဖုရားခေမာဆိုတာသူ့အလှမှန်တွေတက်ပြီးတော့ကျောင်းသွားဖို့ရလုံးဝညစ်ပယ်နေတယ်နောက်ဆုံးကြတော့ဘုရင်ကြီးကကျောင်းသွားအောင်ဥပ္ပတမီနဲ့လောက်ရတာတိုင်းပြည်မှာအစိုးရတွေအနုပညာသမားတွေကိုခေါ်ပြီးတော့ဝေလူအောင်ဥယျာဉ်ကြီးနဲ့ပတ်သက်ပြီးတချင်းဆက်ခိုင်းတယ်တချင်းဆိုတယ်ချီးမွမ်းတယ်ဝေလူအောင်ဥယျာဉ်ကြီးကဘယ်လောက်လှရဲဆိုတာအဲ့လိုလုပ်တဲ့အခါမိဖုရားကြီးနန်းတော်မှာတချင်းဆိုတဲ့အခါကျတော့ဝေလူအောင်ဥယျာဉ်ကြီးရဲ့အလှပဖွဲ့ထားတော့မိဖုရားကြီးကနားထောင်ရင်းနဲ့သူကဝေလူအောင်ဥယျာဉ်သွားချင်စိတ်ပေါက်လာတာဟောခိတရဲ့စွမ်းဆောင်မှုကအဲ့ဒီမှာလည်းပါတာပဲနော်လူရဲ့စိတ်ဓာတ်ကိုဆွတ်ဆောင်တယ်ကဲတူတို့ပြောကြပါစို့ခေမာမိဘုရားကြီးဟာမြတ်စွာဘုရားမရှိတော့ဘူးဆိုတဲ့အချိန်ကိုရွေးပြီးတော့ဝေလူဥယျာဉ်နဲ့သွားလိုက်တာဟိုကြတော့ဘုရားနဲ့တန်းတိုးနေဟောဘ
ဘုရားနဲ့တန်းတိုးလို့တန်းတိုးရုံနဲ့မကဘူးမြတ်စွာဘုရားကသူ့ရဲ့မာနကိုခွာချဖို့ဆိုတဲ့အနေနဲ့သူ့ရဲ့ချောတဲ့လှတဲ့အမျိုးသမီးတယောက်ဖန်ဆင်းထားပြီးတော့ဘုရားရဲ့အနီးမှာဘုရားကိုရက်ခတ်ပေးနေတဲ့တရံပေါ့ဘုရားနာမှာဒူးလေးတုပ်ပြီးတော့ဘုရားကိုအယုသေးရက်ခတ်ပေးနေတယ်အဲ့ဒီအမျိုးသမီးကသူ့အရွယ်သို့တော့သူနဲ့ဘယ်လို့မှနှိုင်းရှင်လို့မရတော့အောင်ချောတယ်လှတယ်ဟိုကကြည့်နော်ကိုယ့်ရဲ့ချောတာမြင်လိုက်တဲ့အခါမှာသူကကိုယ့်ကိုပြန်ကြည့်မိတယ်စိတ်ပြက်သွားတယ်ကိုယ်ပြန်ကြည့်လိုက်တဲ့အခါစိတ်ပြက်သွားလောက်အောင်ဟိုကချောတာအဲ့ဒါဘာလုပ်လိုက်တာတော့ဆိုရင်သူ့ရဲ့တဏ္ဍာမှာအလှပပေါ်မှာမောက်မာပြီးတော့တွေ့တာနေတဲ့မာမနာတို့တွေ့တာနေတဲ့တဏှာတို့အဲ့ဒါတွေကိုမြတ်စွာဘုရားကချွတ်လိုက်တာပဲတရားမဟောသေးဘူးအဲ့ဒါကိုဘာဥပမာပေးတော့ဆိုရင်အသီးကိုအသီးနဲ့ပြန်ပစ်ချတယ်ဆူးဆူးလို့ရှိရင်ဆူးနဲ့ပဲပြန်ထွင်တယ်ဆိုတဲ့ဥပမာပေးတာအကုသိုလ်ကိုအကုသိုလ်နဲ့ပဲပြန်ဖယ်ထုတ်လိုက်တယ်ပေါ့ဒါမျိုးကတရားဟောလို့မရဘူးအဲ့တော့လေမိသားစုနဲ့နေကြတဲ့မိခင်ဖခင်တွေဒီနည်းစနစ်ကလေးဟာဒီ technology ကတော်တော်ကောင်းတဲ့ technology ပဲသားသမီးတွေနဲ့ပတ်သက်ပြီးသားသမီးတွေကတစုံတစ်ခုကိုဆွဲလန်းနေပြီဆိုလို့ရှိရင်အဲ့ဒီဆွဲလန်းမှုကလည်းကိုယ်သဘောမကျတဲ့ဆွဲလန်းမှုဆိုလို့ရှိရင်ဒီနည်းကိုအသုံးပြုတဲ့နဲ့ပေါ့အဲ့လိုမဟုတ်ဘဲနဲ့ပိတ်လို့ရှိရင်တော့ပေါက်ထွက်သွားမှသိချတယ်မြတ်စွာဘုရားမပိတ်ဘူးဖွင့်ပေးလိုက်တာနော်သူ့ရဲ့တာရာကိုပြလိုက်သည့်အတွက်ကြောင့်သူ့ရဲ့မာနခွာချသွားတယ်ကွာချသွားတခါလဲကျသွားဘာလို့ငါတဲ့တာတဲ့လူရှိတယ်ဆိုသိသွားတယ်သူကသူပဲစိတ်ပြက်သွားတယ်ဇနဗရကလျာဏီအဘိရူပနန္ဒာကိုလည်းဒီပုံစံနဲ့ပဲချွတ်တာပဲမြတ်စွာနန္ဒမင်းသားကဇနဗရကလျာဏီပေါ်မှာဆွဲလန်းနေတဲ့အဆွဲအလန်းကိုလည်းဒီပုံစံမျိုးနဲ့ပဲချွတ်တာနတ်သမီးပြတယ်ဆိုတာအကြောင်းရှိတယ်ဇနဗရကလျာဏီပေါ်မှာဆွဲလန်းနေလို့အဘိရူပနန္ဒာနမတော်ပေါ်မှာဆွဲလန်းနေလို့သူ့ရဲ့လှတာပြလိုက်တဲ့အခါကျတော့အလိုလိုပြောက်သွားတယ်ဟိုကလူရဲ့စိတ်ဆိုတာတာတဲ့ပုံမှာပြောင်းသွားလေရှိတယ်ပေါ့တဏှာဆိုတာကိုကတတ္တရာဘိနန္တိနိကြာရအာယုံကလေးတွေပေါ်မှာအစ်ကလေးတွေပေါ်မှာသူကတွေ့တာမှုကဖြစ်ပေါ်လာတတ်တယ်အဲ့ဒီသဘောတရားအရာမြတ်စွာဘုရားစိတ်ကိုကူးပြောင်းပေးလိုက်တာအဲ့ဒီလိုကူးပြောင်းပေးလိုက်တဲ့တဏှာကိုမှဟိုဥပါဒံကပြုတ်ထွက်သွားတယ်ပေါ့ဆွဲလန်းနေတဲ့ဥပါဒံဆိုတာဘယ်လိုဟာခေါ်တာတော့လို့ဆိုရင်မွေကြီးတစ်ကောင်ကဖားကိုမြိုထားတဲ့အခါမှာထိုဖားလွတ်လို့မရတယ်လို့ပဲမိချောင်းကသားကောင်ကိုကြိုက်ထားလို့ရှင်ရုံထွက်လို့မရတယ်လို့ပဲဥပါဒံရဲ့သဘောကစိတ်ကိုဆွဲဆောင်ထားသည့်အတွက်ကြောင့်အာယုံကနေရုံထွက်နိုင်စွမ်းမရှိဒါကိုပြောတာဥပါဒံအဲ့ဒီဥပါဒံကိုဘာနဲ့ချွတ်လိုက်တော့ဆိုရင်တဏှာနဲ့ဆွဲချွတ်လိုက်တာပဲဥပါဒံကိုတဏှာနဲ့ဖြုတ်လိုက်တယ်တဏှာကိုကြမှာတရားနဲ့ဖြုတ်တယ်ပေါ့ဒီလိုဆိုလို့ဒါဘာနဲ့ဥပမာတူတော့ဆိုမြန်မာပြည်မှာအာယုဗေဒဆေးနည်းတွေမှာတချို့ရှေ့ကြားနေတဲ့ယောဂငုတ် chronic disease ခေါ်တဲ့အမတန်မှရှည်ကြားနေပြီဖြစ်တဲ့ယောဂဟောင်းဆေးနဲ့အဲ့ဒီယောဂကိုဖွပေးတယ်ဖွပေးလိုက်ပြီးတော့မှနောက်ဆေးတိုက်တာပထမဆေးကယောဂကိုကြွစေတယ်နောက်ဆေးကအဲ့ဒီယောဂကိုပျောက်စေတယ်ဒီစနစ်ကိုသုံးကြတယ်ပေါ့တချို့အာယုဗေဒဆရာတွေကနော်အခုလည်းပဲတူတူပဲဥပါဒံကိုတဏှာနဲ့ဖြုတ်လိုက်တာဖြုတ်ပြီးတော့မှတဏှာကိုမှတရားနဲ့ချစ်ချွတ်မှာအဲ့ဒီမှာပြောလို့ခြင်းကခေမာဆိုတဲ့မိဖုရားဟာလေသူ့ရဲ့အလှမှန်းလို့ဆိုတဲ့မာမာနတက်နေသည့်အတွက်ကြောင့်ဖုရားဘူးမသွားဘူးဖုရားနဲ့မတွေ့ဘူးတိမ်းရှောင်နေတယ်သို့တော်သူကပါရမီရင့်နေတဲ့ပုဂ္ဂိုလ်
ချုပ်လိုက်တာနဲ့တပြိုင်တည်းဘုရားတရားတော်နာပြီးချက်ချင်းဘိက္ခုနီမလှုပ်သွားတယ်သူ့ရဲ့အမြင်တွေအကုန်လုံးမှန်သွားတယ်သူအလှဆုံးဆိုတဲ့မာနလည်းကျသွားတယ်ဟောစောစောပိုင်းကမာနခံနေတဲ့အကြောင်းကိုပြောပြတာနော်မာနခံနေရင်တရားတို့မရဘူးထို့တူပဲမာနဆိုတာရမယံခံကြတော့လွန်သိမ်မွေးတယ်မာနရှိမှန်းတောင်မသိရဘူးတာကွေမင်းနဲ့ကနေပြီးတော့ရဟန်းဝတ်လာတဲ့ရှင်အနုရုဒ္ဓဆိုတာကြည့်ရှင်အနုရုဒ္ဓဟာသာသနာပေါင်းဝင်ရောက်လာပြီးတော့တပဋ္ဌာကျင့်စဉ်တစ်ခုကိုကျင့်လိုက်တာဇံပင်ညင်တွေရလို့သူ့ရဲ့ဘယ်မှာထူးချွန်တော့ဆိုဒိဗ္ဗစက္ခုလို့ခေါ်တယ် divine eye အဘိညာဉ်မှာသူကအမတန်မှထူးချွန်တယ်တထိုင်နဲ့စัจ java လာတစ်ထောင်ကိုအကုန်မြင်လို့ရတယ်ကြည့်လို့ရတယ်စัจ java လာတစ်ထောင်ကိုကြည့်တယ်ဆိုတာစัจ java လာတစ်ထောင်ထဲမှာရှိတဲ့တတ္တဝါတွေကိုတပြိုင်နက်ကြည့်နိုင်တယ်ပေါ့သေးနေတာတွေမြင်ရတယ်မွေးနေတာတွေမြင်ရတယ်လှုပ်ရှားနေတာတွေမြင်ရတယ်အကုန်လုံးစัจ java လာတစ်ထောင်တယ်လီဗီရှင်းထဲမှာကြည့်နေရတယ်လို့သူအကုန်ကြည့်နိုင်ဟောတရားဓမ္မအထုတ်တဲ့အခါကျတော့သူကဘယ်လိုတွေးတုံဆိုရင်သူ့ကိုယ်သူမှာသူကငါစัจ java လာတစ်ထောင်ကိုကြည့်နိုင်တယ်တရားထုတ်ရင်တခဏလေးပဲဘာမှမခက်ဘူးပေါ့ငါဖို့တမာရီဆွမ်းအားတွေငါမှကောင်းတယ်ကိလေသာအသောကုန်ပြီးယန္တာဖြစ်ဖို့ငါမှဘာမှခက်เสียမရှိဘူးငါစัจ java လာတစ်ထောင်ကိုတစ်ထိုင်နဲ့ကြည့်နိုင်တဲ့လူဖြစ်တယ်လို့ဆိုတဲ့ဒီမာနအတွေးလေးရရှိတယ်တရားထုတ်တယ်မရဘူးမရတော့မှရှင်သာရိပုတ္တရာကိုသွားမေးတယ်တပည့်တော်စัจ java လာတစ်ထောင်ကြည့်နိုင်တဲ့ပုဂ္ဂိုလ်လည်းဖြစ်တယ်တရားလည်းအထုတ်ပါတယ်ဘာဖြစ်လို့ယန္တာမဖြစ်တယ်လဲဟောအဲ့ဒီမှာရှင်သာရိပုတ္တရာထောက်ပြတာငါရှင်အနုရုဒ္ဓတဲ့ငါစัจ java လာတစ်ထောင်ကိုဒိဗ္ဗစက္ခုနဲ့ကြည့်နိုင်တယ်ဆိုတာအဲ့ဒါမာနဖြစ်နေတာအဲ့ဒီမာနလေးကိုဖယ်လိုက်ပါတဲ့ဟောအဲ့ဒီမာနလေးကိုဖယ်လိုက်ပါမဖယ်လို့ရှိရင်ကိုရောယန္တာဖြစ်မှာမဟုတ်ကြည့်နော်သူစัจ java လာတစ်ထောင်ကိုကြည့်နိုင်လို့ကြည့်နိုင်တယ်ဆိုတဲ့အတွေးဝင်တာအဲ့ဒါကိုပဲမာနလို့ပြောတယ်နော်အဲ့တော့ဒီကနေ့ခေတ်တရားထုတ်နေတဲ့ယောဂီတွေရိတ်သာသွားတဲ့အခါကျတော့ဟေးဒီကနေ့တရားမှတ်လို့ကောင်းလိုက်တာတမာရီတွေတက်လိုက်တာဆိုတဲ့အတွေးတွေကိုတွေးလို့ရှိရင်ရောမာနလို့မပြောနိုင်ဘူးလားငါကဉာဏ်စင်နာပြီးနေပြီရိတ်သာဘယ်နှခေါက်ရောက်ပြီးပြီဆိုတဲ့အတွေးတွေတွေးရင်ရောကိုယ့်ရဲ့အည်သွေးဟာသူများတဲ့ตาတယ်လို့စိတ်ထဲမှာထင်းနေရင်ရောမာနလို့ခေါ်တယ်အဲ့ဒါလေးကအစင်းမြင့်နဲ့မက်ဖို့ရဖို့ရအတွက်အဟံတာတစ်ခုဖြစ်တယ်ဆိုတော့ဖြစ်နိုင်ပါမလားလို့တချို့တွေးကောင်းတွေးလိုက်မယ်ဖြစ်နိုင်တယ်ဥပမာလေးတစ်ခုကြည့်ရအောင်မြူမုံလေးတစ်ခုကိုလက်ဖွားထဲမှာထည့်ပွတ်မယ်ဆိုလို့ရှိရင်အဲ့ဒီလက်ဖွားကျိန်းသလားမကျိန်းဘူးလားမြူမုံအသေးလေးလေမြူမုံအသေးလေးကိုလက်ဖွားထဲမှာထည့်လိုက်မယ်ဆိုရင်လက်ဖွားကသိပါမလားအဲ့ဒီမြူမုံလေးကိုမျက်လုံးနဲ့ထည့်ရင်ဘယ်နဲ့နေပါ့မလဲမျက်လုံးနဲ့ထည့်ရင်မျက်ရည်ထွက်လာမှာပဲဟုတ်ကလားလက်ဖွားနဲ့ထည့်ရင်တော့သိတောင်သိချင်မှသိမယ်မျက်စိထဲထည့်လိုက်မယ်ဆိုလို့ရှိရင်ကိုလုတ်ကုလုမဖြစ်ပေဘူးလားအေးထို့တူပဲရှင်နုရုဒ္ဓမှာရှိတဲ့မာနမျိုးလေးကတာမန်ပုဂ္ဂိုလ်ကိုမာနလို့တော့မခေါ်တော့ဘူးသို့တော့အရတ္တမေရတ္တဖို့ယဟန္တာဖြစ်ဖို့ကြတော့မျက်စိထဲရောက်သွားတဲ့မြူမုံလိုပဲခိုးလုတ်ကုလုဖြစ်နေတယ်ဟုတ်ကလားအမတန်မှသိမ်မွေးတဲ့တရားကိုရဖို့ကြတော့သိမ်မွေးတဲ့မာနအတောင်မှအဟံတာပြုနိုင်တယ်ဆိုတာကိုတတိထားဖို့ပေါ့အဲ့ဒါကြောင့်မို့လို့မာနဆိုတာတာဝိဇ္ဇအပြစ်ရှိပြီးတော့ဒုက္ခဝိပါကဆင်းရဲတဲ့အကျိုးပေးတယ်လို့ဒီလိုဆိုလိုတာနော်အေးကောင်းပြီမာနဆိုတာယာထာဝမာနပဲဖြစ်ဖြစ်အာယာထာဝမာနပဲဖြစ်ဖြစ်မကောင်းဘူးလို့ဒီလိုမှတ်ရမယ်ပေါ့ကဲဒီနေရာမှာမာနဆိုတာ၉မျိုးရှိတယ်တတိထားကြည့်အောင်၉မျိုးဆိုတာကတော့ဖြစ်နိုင်တာတွေကိုပြောပြတာအည်အသွေးနဲ့ပတ်သက်ပြီးတော့လူကို၃မျိုးခွဲလိုက်မှတ်ဖို့ရလွယ်ပါတယ်လူကို၃မျိုးခွဲလိုက်တယ်
သေယဆိုတဲ့အဆင့်မြင့်တဲ့ပုဂ္ဂိုလ်ကတစ်ယောက်တတိတဆိုတဲ့ကိုယ်နဲ့ရည်တူတဲ့ပုဂ္ဂိုလ်ကတစ်ယောက်ဟိနဆိုတော့ကိုယ့်ရဲ့အောက်တန်းကြတဲ့ပုဂ္ဂိုလ်ကတစ်ယောက်ကမ္ဘာလောကမှာရှိတဲ့လူတွေကိုလူတန်းစားခွဲကြည့်လိုက်တယ်ကိုယ်နဲ့တာတဲ့လူရှိတယ်ကိုယ်နဲ့တူတဲ့လူရှိတယ်ကိုယ်အောက်ညံ့တဲ့လူရှိတယ်မရှိဘူးလားလူ 3 ယောက်ရသွားပြီနော်အဲ့ဒီလူ 3 ယောက်မှလည်းပဲအတွေး 3 မျိုးစီရှိတယ်တဲ့အတွေး 3 မျိုးဆိုတာအရေးချင်းကိုကြည့်ပြီးတော့तू ကငါတဲ့တာတယ်तू ကတော့ငါနဲ့ငါအရေးချင်းနဲ့တူတယ် तू ကတော့ငါတဲ့အောက်တန်းငါတဲ့နှိမ့်ကြတယ်ဒီလိုမတွေးဘူးလား3 မျိုးတွေးတယ်အဲ့တော့အဆင့်မြင့်တဲ့လူကလည်းပဲဒီလို3 မျိုးတွေးတယ်ဓာတ်တုပုဂ္ဂိုလ်ကလည်းပဲ3 မျိုးတွေးတယ်ကိုယ်ရဲ့နှိမ့်ကြတဲ့ပုဂ္ဂိုလ်ကလည်း3 မျိုးတွေးတယ်ဆိုတော့3 လီဘယ်လောက်ဖြစ်သွားမာန9 မျိုးဆိုတာအဲ့ဒါပြောတာပါမာန9 မျိုးရှိတယ်တဲ့မာနဆိုတာတာတယ်လို့တွက်မှမာနမဟုတ်ဘူးငါသူ့ရဲ့ညံ့တယ်လို့အရေးချင်းနဲ့ပတ်သက်ပြီးထင်ရင်လည်းမာနလို့ခေါ်တယ်အဲ့ဒီမာနကိုရှေ့ကစလုံးလေးတစ်လုံးထည့်ပြီးတော့ဩမာနတဲ့အောက်ချပြီးတော့တွေးတဲ့မာနလို့ဒီလိုပြောတာနော်စာလို့ပြောမယ်ဆိုလို့ရှိရင်သေယပုဂ္ဂိုလ်မှာသေယမံငါကတာတယ်လို့တွေးတယ်တရိတမံတူတူပဲလို့တွေးတယ်ဟိနမံငါကညံ့တယ်လို့တွေးတယ်3 ခုသေယမံတရိတမံဟိနမံတရိတပုဂ္ဂိုလ်မှာလည်းပဲသေယမံတရိတမံဟိနမံ3 မျိုးဟိနပုဂ္ဂိုလ်မှာလည်းပဲသေယမံတရိတမံဟိနမံလို့3 မျိုးသေယတရိတဟိနသေယဆိုတာကိုယ်ရဲ့တာတယ်တရိတဆိုတာကိုယ်နဲ့တူတယ်ဟိနဆိုတာကိုယ်ရဲ့ညံ့တယ်အဲ့ဒီ3 မျိုးကိုနောက်ထပ်3 မျိုးနဲ့မြောက်လိုက်တော့3 လီ9ဖြစ်တာအဲ့ဒါကိုမာန9 မျိုးလို့ခေါ်တာအဲ့ဒီမာန9 မျိုးလုံးဟာအမှန်တိုင်းတွေးတာပဲဖြစ်ဖြစ်မမှန်တာအခြေခံပြီးတွေးတာပဲဖြစ်ဖြစ်မာနမှန်သမျှအကုသိုလ်ပဲဒီလိုဆိုရတာနော်မာနမှန်သမျှအကုသိုလ်မာနကြောင့်ဒုက္ခရောက်တဲ့ပုဂ္ဂိုလ်တွေအများကြီးရှိတယ်ခုနပြောရတဲ့ဥပမာလေးတွေလိုပဲအလုံးကြားဦးရလိမ့်မယ်သစ္စကဆိုတဲ့ပြပိုက်ကြီးဟာသူပညာမှန်တတ်တာသူကဘယ်လောက်ထိအောင်ပညာမှန်တတ်လဲဆိုရင်သူကမင်းသားတွေကိုပညာသင်ပေးနေရတယ်အယူဝါဒရေးရခုခေတ်လိုပြောမယ်ဆို philosophy ပေါ့ philosophy နဲ့ပတ်သက်လို့ရှိရင်သူကအမေစီကဝါဒ900အဖေစီကဝါဒ900အမေက900ပဲတတ်တယ်အဖေက900ပဲတတ်တယ်သူကအမေစီကလည်းရလိုက်တယ်အဖေစီကလည်းရလိုက်တယ်ဆိုဘယ်လောက်ဖြစ်သွား1000ဖြစ်တယ်သူကသားနေအရေးချင်းသာသွားရုံနဲ့မကဘူးဝေသာလီပြည်အလွန်တိုးတက်တဲ့အရှိန်အဟုန်နဲ့တိုးတက်နေတဲ့ဝေသာလီနိုင်ငံကမြင့်ကြီးမင်းသားလူငယ်လူရွယ်တွေအားလုံးဟာသူတပည့်တွေကြီးပဲသူကဆရာကြီးမာနတက်ဆရာကြီးပေါ့နော်မာနတက်တယ်မာနတက်သည့်အတွက်ကြောင့်ဘယ်ဘာသာရေးခေါင်းဆောင်မှသူနဲ့ရှင်မပြောရဲဘူးလို့အယူဆရှိဒါကြောင့်မို့မြတ်စွာဘုရားနဲ့လာရှင်ပြောတာလေနောက်ဆုံးကြတော့သူရှုံးသွားတယ်ပြိုင်ပြီးပြောတဲ့နေရာမှာသူရှုံးသွားအဲ့ဒါဟာမာနကြောင့်ဒီလိုဖြစ်သွားတာပေါ့အဲ့ဒါလို့မာနကိုအကြောင်းပြုပြီးတော့ကောင်းကျိုးချမ်းသာမရဘဲနဲ့ဒုက္ခရောက်နေတဲ့ပုဂ္ဂိုလ်တွေပေါ့ထိုမာနကိုပယ်ချလိုက်တဲ့အခါကျတော့မှသူပုဂ္ဂိုလ်ကလမ်းမှန်ပေါ်ရောက်သွားတာဒါကြောင့်မို့မြန်မာလူမျိုးတွေကကြည့်ဖူးမြော်မှန်လျော့ကြော့ပါအိစာရှ िख ိုးတွေဥချတယ်ဆိုတာဘောင်းတောင်းလုပ်တယ်ဆိုတာမှန်ကိုလျော့လိုက်တာနော်မာနမချနိုင်တဲ့ပုဂ္ဂိုလ်ကဘောင်းတောင်းမလုံးနိုင်ဘူးဘောင်းတောင်းမပြောနဲ့ခါတောင်မကုန်းနိုင်ဘူးဟုတ်လားခါကိုကော့ဇက်ကိုဥကိုမော့ပြီးတော့အဲ့လိုနေတာဒါမို့မာနရှိတဲ့ပုဂ္ဂိုလ်ကမာနကြီးလာပြီဆိုရင်ဘာဖြစ်လဲဆိုရင်ထွန်းတုံးကိုမျိုးထားတဲ့စပယ်ကြီးမွေလို့ပဲကိုွေးလို့မရတော့မာနခန်းနေပြီဆိုလို့ရှိရင်လူဟာကုန်းချင်းညွတ်ချင်းဆိုတာမလုပ်နိုင်တော့ဘူးဘယ်သူကမှ respect မပေးနိုင်တော့ဘူးတဲ့ဒါကြီးမားလာတဲ့မာနဖြစ်လာလို့ရှိရင်အဲ့လိုဘုရားလောင်းနေမှာလည်းပဲ
အမှန်တရားကိုမသိသေးတဲ့အချိန်မှာဆိုရင်မာနတွေရှိတတ်တယ်မာနဆိုတာဝင်လာတတ်တယ်အဲ့ဒါလို့ဝင်လာပြီဆိုလို့ရှိရင်ဘယ်သူကမှ respect အယုဒိလေးစားမှုမပြုတ်နိုင်ဘူးမပြုတ်သည့်အတွက်ကြောင့်ကောင်းကျိုးချမ်းသာတွေကလွဲသွားတာတွေအများကြီးပဲဘုရားလောင်ဇလန်းတစ်ခုမှဆိုလို့ရှိရင်950တဲ့မှာပိစိကဗုဒ္ဓနဲ့တွေ့မယ်လို့အထင်မကြီးဘူးပိစိကဗုဒ္ဓကအထင်မကြီးတော့သူ့တရားဟောပြီးတဲ့အခါမှာကောင်းကင်ကိုသူ့အပေါ်ကနေသူ့ခေါင်းပေါ်ကနေဖြတ်ပြီးတော့ကောင်းကင်ပြန်ကြွသွားတယ်အဲ့ဒါလို့ကောင်းကင်ပြန်ကြွသွားတဲ့အခါကျတော့မှသူကမှားလိုက်တာပိစိကဗုဒ္ဓကသူ့ကိုပြောသွားတယ်ဟောသူအဲ့ဒီတော့ကဘုရားလောင်းကယသိပေါ့အင်မတန်မာနကြီးတဲ့ယသိမာနကြီးတဲ့ယသိဖြစ်ပိစိကဗုဒ္ဓကပြောတယ်ယသိမင်းဟာဘုရားလောင်းဘုရားဖြစ်မှာအဲ့လိုပြောပိစိကဗုဒ္ဓကိုလုံးဝသူဘောင်းတောင်းမလုပ်ဘူးနောက်ပိစိကဗုဒ္ဓကသူ့ကိုတရားပါဟောပြီးတော့ကောင်းကင်ကနေပြန်ကြွသွားလိုက်တဲ့အခါမှာသူနောင်တရတယ်။အော်ပိစိကဗုဒ္ဓတဲတကူကြီးပါလားပေါ့။တကူကြီးပါလား။ငါဘယ်တော့ဖျားဖြစ်မှာလို့လဲငါမမေးလိုက်အောင်ဘယ်ကြွသွားမှလည်းမသိဘူး။အဲ့ကြမှာနောင်တဖြစ်တာ။အဲ့ဒါလဲမာမာနပဲ။အဲ့တော့မာမာနနဲ့ပတ်သက်တာတွေတော်တော်များပါ။အဲ့ဒါလို့မာမာနတွေဟာကောင်းကျိုးချမ်းသာကိုမပေးတတ်ဘူးတဲ့။သို့တော့မှတ်သားစရာလေးတစ်ခုကမာနမှာသေဝိတ္တပမာနထားတဲ့မာနနဲ့အသေဝိတ္တပမာနမထားတဲ့မာနလို့နှမျိုးခွဲမှတ်တဲ့နဲ့အကုသိုလ်ဆိုပေမဲ့လို့ရှိတဲ့မာနကလေးအရှိသေးတယ်တဲ့နော်အကုသိုလ်လို့ဆိုပေမဲ့ရှိတဲ့မာနဒါအကုသိုလ်ကိုချီးမွမ်းတာမဟုတ်ဘူးနော်အကုသိုလ်ကိုချီးမွမ်းတာမဟုတ်ဘူးမာနဆိုတာဒါကြောင့်မို့အစကပြောခဲ့တယ်အကုသိုလ်လို့မှတ်ပါမာနဆိုတာအကုသိုလ်ပါသို့တော့သေဝိတ္တပမာနထားတဲ့မာနလေးရှိတယ်အသေဝိတ္တပမာနမထားတဲ့မာနထားတဲ့မာနဆိုတာဘယ်လိုဟာလဲကိုယ့်ရဲ့တာတဲ့ပုဂ္ဂိုလ်တယောက်စီးပွားရေးမှာပဲဖြစ်စေပညာရေးမှာပဲဖြစ်စေကိုယ့်ရဲ့တာလို့ရှိရင်မာနသဘောလေးဘယ်လိုထားရမလဲ။အော်သူလည်းလူပဲငါလည်းလူပဲ။ तू စူးစမ်းလို့ဒီအဆင့်ရောက်သွားတာ။ငါလည်းစူးစမ်းရင်ရောက်မှာပဲ။ငါလည်းရောက်ကိုရောက်ရမယ်။မထားသင့်ဘူးလားအဲ့ဒီမာနမျိုး။ဘာဖြစ်လို့ထားသင့်တုံးဆိုတော့အထက်ကိုတိုးတက်မှုကိုဥတည်တဲ့မာနမျိုးဖြစ်လို့ထားသင့်တယ်လို့ပြောတာနော်။အကုသိုလ်တော့အကုသိုလ်ပဲဒီအကုသိုလ်ကအထက်ကိုတက်လန်းစေတဲ့အရာဖြစ်သောကြောင့်ထားတဲ့တယ်လို့ဒီလိုပြောတာကြည့်လေဘုဒ္ဓဝင်ဖတ်ဖူးတဲ့လူတိုင်းဂေါရမမြတ်စွာဘုရားရဲ့အလောင်းဟာဘယ်ဘုရားနဲ့အရင်ဆုံးတွေ့ဒီပင်ကရမြတ်စွာဘုရားနဲ့အရင်ဆုံးတွေ့ဟုတ်ကဲ့ဒီပင်ကရမြတ်စွာဘုရားနဲ့တွေ့တဲ့အချိန်မှာသူကသူ့မိတာယသိဇန်နေဘိညာဉ်နေရနေတဲ့တကုရှင်ယသိဖြစ်တယ်တကုရှင်လို့ဆိုကြတဲ့အသိဉာဏ်လည်းပဲရှိတယ်ဒီပင်ကရမြတ်စွာဘုရားနဲ့တွေ့တဲ့အခါမှာဒီပင်ကရမြတ်စွာဘုရားရဲ့တပည့်ခံလိုက်မယ်ဒီပင်ကရမြတ်စွာဘုရားတရားနာပြီးတော့တပည့်ခံလိုက်မယ်ဆိုရင်ယဟန္တာဘဝနဲ့ကျွတ်တန်းဝင်သွားနိုင်တယ်သို့တော့သူများတပည့်မလှုပ်ချင်တာသူများတပည့်မလှုပ်ချင်ဘူးရှင်းအရက်စကားပြောမယ်ဆိုရင်တပည့်မခံဟုတ်ကဲ့လားဘုရားကိုမကြည်ညိုတာမဟုတ်ဘူးငါလည်းသူလိုဘုရားဖြစ်ရမယ်ဟောမာမနာအဲ့ဒီမာမနာသာမရှိလို့ရှိရင်ဂေါရမဘုရားဖြစ်ပါမလားမဖြစ်ဘူးနော်ဘုရားလောင်းကအဲ့ဒီချိန်တုန်းကပြောခဲ့တဲ့စကားလေးတစ်ခုကိုကြည့်ဂိမေဧကေနတိနေနပုရိသေနထာမတတိနာသဗ္ဗညုတံပါပုနေတဝတန္တရိတံတတေဝကံငါလိုစွမ်းဤတတိရှိပြီးတော့စွမ်းတတိပြေဝတဲ့ယောက်ျားကောင်းတစ်ယောက်ဟာတစ်ယောက်တည်းခုလိုယုံသွားလို့အကျိုးမရှိဘူးဟောဒီ
ဒီပင်ကရာဘုရားလို့သဗ္ဗညုတဉာဏ်ရော်ကြီးကိုရပြီးတတ္တဝါတွေကိုကဲတင်မယ်ဟောကြည့်ငါတို့တတ္တိရှိတဲ့လူတယောက်ဟာကိုလူယုံလို့မတော်ဘူးဆိုတာဓမ္မာနပဲဟုတ်ကဲ့လားသူကိုယ်သူရဲ့အရေးချင်းကိုငါတို့စွန့်ရည်တတ္တိရှိတဲ့ပုဂ္ဂိုလ်လို့ပြောတာဟာဒါသူမာနပဲအဲ့ဒီမာနကဘုရားအဖြစ်ကိုဥတည်သွားစေတယ်တဲ့ဒါကြောင့်မို့သေဝိတ္တဗမာနလို့ခေါ်တယ်တရားသူတရားမြတ်နဲ့ပတ်သက်လာလို့ရှင်လေကြည့်လောကမှာယဟန္တာလို့ဆိုတဲ့ပုဂ္ဂိုလ်တွေဘုန်းကြီးတို့ဒီကနေ့ခေတ်မှာလူတွေကဘယ်မှာယဟန္တာဆိုသွားဖူးတယ်ဘယ်မှာယဟန္တာဆိုသို့သောစိတ်ထဲမှာသူလိုယဟန္တာဖြစ်အောင်ဆိုတဲ့မာနအမတန်မရှိကြဘူးအမတန်နဲတယ်ဘာရကျင်တော့ယဟန္တာကိုးကွယ်လိုက်လို့ရှိရင်တော့ကောင်းရသူဂတိရောက်မှာပဲသို့မဟုတ်ယဟန္တာကိုးကွယ်ရရင်စီးပွားတိုးတက်မှာပဲဆိုတဲ့ပုံစံမျိုးလောက်ပဲရှိတယ်နဲ့တူးတယ်ဟုတ်ကဲ့လားယဟန္တာဆိုလို့ရှိရင်သွားဖူးကျင်ကြတယ်အလူအရက်ပဲဒီထဲမှာဓာတ်တော်တွေဘာတွေကြပြီးတော့ဓာတ်တော်သွားပြီးတော့ယူတဲ့လူကလည်းရှိသေးတာပဲเนาะသို့တော့ဒီယဟန္တာလို့ဆိုတဲ့ပုဂ္ဂိုလ်ကဘာကြောင့်ယဟန္တာဖြစ်ငါတော့သူလို့မဖြစ်နိုင်ဘူးလားဆိုတဲ့ငါလည်းသူလို့ဖြစ်အောင်လုပ်မယ်ဆိုတဲ့အတွေးမျိုးမတွေးသင့်ဘူးလားတွေးသင့်တယ်ညာတော့အဖြစ်လူဆိုတာအချောင်ကြိုက်တယ်လေချောင်ကြိုက်တယ်လူတယောက်တယောက်အောင်မြင်လို့ရှိရင်နောက်ကနေလိုက်ပြီးတော့ဟုတ်လားတပည့်ခံညနာပဲများကြတယ်ပေါ့အဲ့ဒါမာနအမတန်နဲ့ရှိရမယ့်မာနမရှိဘူးလို့ပြောတာเนาะအဲ့ဒါလို့ရှိရမယ့်မာနမျိုးမရှိဘူးဆိုလို့ရှိရင်ဒီပုဂ္ဂိုလ်ကကြီးပွားတိုးတက်မှုဖြစ်ပါမလားကြီးပွားနိုင်ဘူးမကြီးပွားနိုင်ဘူးဘုရားလောင်းတွေကမာနရှိလို့ဘုရားဖြစ်တာအဓိကမာနရှိလို့သို့တော့စာပေကျမ်းဂန်မှာတော့မာနကြောင့်ဘုရားဖြစ်တယ်လို့ဘယ်သူမှမပြောဘူးเนาะပြောရင်လည်းထူးဆန်းနေလိမ့်မယ်သို့တော့ကိမေဧကေနတိဏိနဆိုတဲ့စကားဟာမာနစကားပဲမှန်တယ်စာပေကျမ်းကမှာတော့ကရုဏာကိုအခြေခံတယ်လို့ဒီလိုပဲပြောတယ်ဖျားဖြစ်တာကရုဏာအခြေခံတယ်လို့ပြောတာသို့တော့စัจ ကြောင်းကိုကြည့်မယ်ဆိုလို့ရှိရင်ဒီပထမကမာနပဲဖျားဖြစ်ချင်တာပထမမာနပဲပြီးတော့မှကရုဏာမပါဘူးလို့ပြောတာမဟုတ်ဘူးပါခြင်းပါမယ်ဟုတ်ကဲ့လားတတ္တဝါတွေဒုက္ခရောက်နေတာကိုသူကြည့်တဲ့အခါတဏှာရစိတ်ပေါ်ခြင်းပေါ်မယ်ပေါ့သို့တော့သူ့ရဲ့စွမ်းရည်တတ္တိကိုကြည့်ပြီးသူများတပည့်မခံဘူးငါလည်းဘုရားဖြစ်အောင်လုပ်မယ်ဆိုတဲ့စိတ်ဓာတ်ဟာတော့မာနပဲပေါ့အဲ့ဒီမာနသည်တိုးတက်ကြီးပွားမှုကိုဥလှဲ့ထားတာဖြစ်သောကြောင့်သေဝိတ္တဗမာနလို့ခေါ်တယ်အဲ့ဒီသေဝိတ္တဗမာနမျိုးမှလူတွေမှာမထားဘူးဆိုရင်ဒီလူဟာကြီးပွားတိုးတက်တဲ့ပုဂ္ဂိုလ်ဖြစ်နိုင်ဘူးစီးပွားရေးပဲဖြစ်ဖြစ်လူမှုရေးပဲဖြစ်ဖြစ်ပညာရေးပဲဖြစ်ဖြစ်ဘယ်အရေးပဲဖြစ်ဖြစ်ဒီလိုကြီးပွားတိုးတက်မှုကိုဥလှဲ့ထားတဲ့မာနမျိုးကိုရှိရမယ်တဲ့ဒါကသေဝိတ္တဗမာနအသေဝိတ္တဗမာနမရှိတဲ့မာနဆိုတာဘာလဲသူများအပေါ်မှာမောက်မာဆက်ဆံစေတတ်တဲ့မာနဟေးငါကသူတို့တဲ့အမျိုးမြတ်တယ်ငါကသူများတဲ့ဥစ္စာတားတယ်ဘယ်သူမှခရုမဆိုင်ဘူး I don't care ဆိုမာနမျိုးကတော့မကောင်းတဲ့မာနပေါ့ဟုတ်ကဲ့လောကလူတွေကအဲ့ဒီမာနကြတော့ထားရကြတယ်လေအဲ့ဒီမာနထားတာကြတော့သရောင်းစားကစထားတယ်နော်ကြည်သရောင်းစားကလည်းကြည်သရောင်းစားကိုခေါ်ပြီးတော့အလုတ်ပေးကြည့်ရင်ဘယ်တော့မှမလုပ်ဘူးကျုပ်ကသရောင်းစားပြတယ်ခမည်းအလုံးမလုံးနိုင်ဘူးလို့ပြောတာနော်သရောင်းစားမာနကလည်းမလုပ်ဘူးအလုံးသူပိုက်ဆံပေးပြီးအလုတ်ခိုင်းကြည့်မလုပ်ဘူးသူကတောင်းစားရတာပိုရနေတာနဲ့တူတယ်နော်အဲ့တော့သရောင်းစားမာနကလည်းရှိသေးတယ်အောက်တန်းကြတဲ့လူကလည်းအောက်တန်းကြတဲ့မာနနဲ့နေတယ်လေကျွတ်တို့ကတော့မသိပါဘူးဗျာအဆင်မမီပါဘူးဗျာတဲ့ဒါလည်းမာနပဲအောက်တန်းကြတဲ့မာနလို့ခေါ်တယ်ဘုန်းကြီးတို့အမေရိကသွားပြီးတော့အဘိဓမ္မာသင်တန်းဖွင့်တော့တခါအဘိဓမ္မာသင်တန်းဖွင့်မယ်လို့ကြော်ညာလိုက်တဲ့အခါမှာလူလေး15ယောက်လောက်ပဲလာတက်တယ်မတက်တဲ့လူတွေများတယ်ပေါ့နောက်တော့ Congress Library သွားတော့အဲ့ဗမာမျိုးသမီးတယောက်နဲ့တွေ့တော့အဲ့ဒီကမှရက်လျှောက်တယ်ဒ
တပည့်တော်ကြော်ညာရတယ်ဗျာတဲ့အဘိဓမ္မာဆိုတပည့်တော်တို့နားလည်မှာမဟုတ်ဘူးလို့ထင်လို့မတက်တာတဲ့ကဲနားလည်မှာမဟုတ်ဘူးလို့ထင်တာရောမာနပဲမဟုတ်လားဒီနားလည်မှာမဟုတ်ဘူးဆိုတဲ့မာနကိုအကြောင်းပြုပြီးတော့နားမလည်တော့ဘူးပြီးရောဟုတ်ကလားနားလည်မှာမဟုတ်ဘူးဆိုတာကိုယ့်ရဲ့အရည်အချင်းကိုအောက်တန်းချပြီးတော့တွေးလိုက်တာလေအဲ့ဒီမာနရဲ့ဆိုးကျိုးပဲအဘိဓမ္မာမတတ်လိုက်ရဘူးမသိလိုက်ရတော့ဘူးဗောအေးဒါကြောင့်မို့လို့တေယမာနဆိုတာလည်းမကောင်းဘူးငါတာတယ်လို့ဆိုတဲ့မာနလည်းမကောင်းဘူးတရိသမာနငါနဲ့သူတူတူပဲဘာမှမထူးဘူးဆိုတဲ့မာနလည်းမကောင်းဘူးဟိနမာနငါကတော့ညံ့တယ်ဆိုတဲ့မာနလည်းမကောင်းဘူးလေဘယ်မာနမှအဲ့ဒီလိုအတွေးခေါ်မာနမျိုးဟာကောင်းကျိုးချမ်းသာကိုဥလှဲ့သွားစေတတ်တဲ့မာနမရှိဘူးဟေးသူတောင်နားလဲသေးတာငါလည်းနားလဲအောင်လုပ်အောင်သူတောင်တတ်သေးတာသူလည်းလူပဲငါလည်းလူပဲသူစ조사ရင်ရရင်ငါလည်းစ조사လို့ရဟုတ်လားပြောကြတယ်မဟုတ်လားသူလည်းမျက်စိနှလုံးငါလည်းမျက်စိနှလုံးသူလည်းပခုံးနှစ်ခက်ပဲပေါ်မှာဥခေါင်းပေါက်တယ်ငါလည်းပခုံးနှစ်ခက်ဖဲကြားမှာဥခေါင်းပေါက်တယ်ဆိုတဲ့အတွေးမျိုးနဲ့သူတောင်ဖြစ်ရင်ငါလည်းဖြစ်ရမယ်ဆိုတဲ့အတွေးမျိုးကမထားသင့်ဘူးလားအဲ့ဒီမာနမျိုးကမှခုနကကောင်းတဲ့ဘက်ကိုဥလိသွားတဲ့မာနဖြစ်လို့သေဝိတ္တဗမာနတဲ့ကျန်တဲ့မာနမျိုးတွေကကောင်းတဲ့ဘက်ကိုဥလဲ့မလာတဲ့အပြင်ဆိုးတဲ့ဘက်ကိုဥလဲ့သွားစေတယ်လို့မာနသည်ပင်ကိုကအကုသိုလ်ဖြစ်တဲ့အပြင်မကောင်းတဲ့ဆိုးရုပ်ဘက်ကိုဥလဲ့သွားတယ်ဆိုလို့ရှိရင်ပိုဆိုးတော့မပေါ်ပိုဆိုးတဲ့မာနဖြစ်သွားတာပေါ့မိဝဲတိုက်တဲ့မာနကကောင်းတဲ့ဘက်ကိုဥလဲ့သွားသည့်အတွက်ကြောင့်တဘာဝအားဖြင့်အကုသိုလ်ဖြစ်တော်လဲပဲအဲ့ဒီအကုသိုလ်ကိုအခြေခံပြီးတော့ကုသိုလ်ဖြစ်သွားတာဒါဥပနိဒေယပစ္စည်းလို့ခေါ်တယ်အကုသိုလ်ကလည်းကုသိုလ်ဖြစ်တာပဲမတူတဲ့နေရာကနေပြီးတော့ကောင်းတဲ့အကျိုးဖြစ်ထွန်းစေနိုင်တယ်ဒါသဘာဝကြတယ်မတူတာတွေကိုအများကြီးထုတ်လုပ်တယ်အကြောင်းတရားကတူတာမှထုတ်လုပ်တာမဟုတ်ဘူးတချို့ကပြောတယ်ဇနေတိသတိတံပါကံဆိုအကုန်တူတူကြီးလို့ဒီလိုတော့ပြောလို့မရဟုတ်ကလားကြည့်မျိုးစိတ်လေးကထုတ်လုပ်လိုက်တာလေးတခုပဲစဉ်းစားကြည့်မျိုးစိတ်လေးကနေပြီးတော့ထုတ်လုပ်လိုက်အမြင့်ကိုမျိုးစိတ်ကဖြစ်တယ်ဟုတ်ကလားအညောက်ကလေးကိုမျိုးစိတ်ကဖြစ်တယ်အကိုင်းအခက်ကလေးတွေမျိုးစိတ်ကဖြစ်လာတယ်အပွင့်လေးတွေမျိုးစိတ်ကဖြစ်လာတယ်အသီးလည်းမျိုးစိတ်ကဖြစ်လာတယ်အဲ့ဒီအသီးထဲမှာပါတဲ့အစိကသာမျိုးစိတ်နဲ့တူတယ်ကျန်တာတွေကတူရဲ့လားမတူဘူးတဲ့ရွှွညွန်ထဲမှာပေါက်တဲ့ကြာပန်းလေးပဲကြည့်အောင်ရွှွညွန်ကအလွန်ညစ်ပတ်တယ်အနံ့ကတော့မနံပေဘူးလားသို့တော့အဲ့ဒီရွှွညွန်ထဲပေါက်တဲ့ကြာပန်းလေးကြတော့ဘလောက်လှတော့ဟုတ်ကလားအင်မတန်မှတန်ရှင်းပြီးတော့အင်မတန်မှသင်ပြတ်တဲ့အမွှေးရှိတယ်တူရဲ့လားမတူဘူးအဲ့ဒါလို့ခုနကပြောတဲ့ဒီသေဝိတ္တပမာနကိုအခြေခံပြီးတော့ရလာတဲ့အရည်အသွေးတွေဟာကြာပန်းလေးလိုပဲပေါ့မာနဆိုတာကတော့ရွှွညွန်နဲ့အလားတန်တူတယ်အဲ့ဒီရွှွညွန်ထဲမှာပေါက်လာတဲ့ကြာပန်းလေးကပွင့်လာတဲ့ကြာပန်းလေးဟာတော့ခုနကမာနကိုအခြေခံလိုက်လို့ရလာတဲ့ပန်းပွင့်နဲ့မတူပဲဘူးလားရလာတာအမတန်မှမွန်မြတ်တယ်ဒါကြောင့်မို့အကုသိုလ်ကိုအခြေခံလဲကုသိုလ်ဖြစ်တယ်ဆိုတာဒါပြောတာနော်ဆိုကနေအကောင်းဖြစ်အောင်လုပ်တယ်အေးဒါကြောင့်မို့တရားချစ်ခင်သူတော်စင်ပြိဿတို့သည်ဒီကနေ့မာနအကြောင်းသိကောင်းစရာများကိုထိုကျမ်းဂန်မှာထုတ်နှုတ်ပြီးတော့ဘုန်းကြီးတို့ဟောလို့ပြီးပါပြီဒါကြောင့်မို့လို့မာနတရားကိုလေ့လာသုံးသပ်ခြင်းလို့ဆိုတဲ့တရားဒီမှာပဲဒီကုန်းချုပ်ပါပြီဒါကြောင့်တရားချစ်ခင်သူတော်စင်ပြိဿတို့သည်ကောင်းတဲ့ဘက်ကိုဥလီသွားတဲ့မာနတရားမျိုးမွေးပြီးတော့မကောင်းတဲ့ဘက်ကိုဥလီစေတတ်တဲ့မာနတရားမျိုးမထားစေပဲမိမိတဏ္ဍာမှာမဖြစ်ပွားစေပဲတတိကြီးစွာထား၍မိမိဘဝတိုးတက်အောင်ဆောင်ရွက်နိုင်ကြပါစေကုန်သတည်းကဲမေတ္တာပို့ရအောင်တတ္တဝါများစွာဘေးရန်ကွာချမ်းသာကြပါစေတတ္တဝါများစွာဘေးရန်ကွာ
ချမ်းသာကြပါစေမေတ္တာရေချမ်းသွန်ကားဖြန်းငြိမ်းချမ်းကြပါစေမေတ္တာရေချမ်းသွန်ကားဖြန်းငြိမ်းချမ်းကြပါစေသက်ရှိချမ်းသာစိတ်ချမ်းသာလူရဆန္ဒပြည့်ပါစေသက်ရှိချမ်းသာစိတ်ချမ်းသာလူရဆန္ဒပြည့်ပါစေဓမ္မောတရံပိဝိတဝါနဝိသာတပိတမုဟတံအစရာမရာတိတိဘာဝံနိဗ္ဗာနံယန္တုတာရောဓမ္မောတရံလောဘဒေါသမောဟစိတ်တောင်းကင်းပြောက်ကြည်တရားစေကိုပိဝိတဝဝန္တာရှင်ပြတောက်ကြရနာကြရကုန်သောကြောင့်ဝိသာတပိပူဇာညစ်နောက်ကိလေသာအစိတ်အတောက်ဟူသည်များတို့သည်တမုဟတပိဉ္ကြဘက်တွင်ရေမတင်တဲ့ကဲ့သို့ကင်းစင်လွင်ပြောက်ပေမရောက်အောင်ပယ်ဖြောက်အပ်ကုန်သည်ဟွန်တုစင်စစ်မသွေဖြစ်ကြပါစေကုန်သတည်းအစရမရအိုခြင်းလဲကွာနာခြင်းလဲကင်းသေးခြင်းလဲရှင်းထသောတိတိဘဝကိလေသာဟုပုခတ်သိကင်းခြင်းရာစိတ်ဖြစ်ပေထသောနိဗ္ဗာန်နိဗ္ဗာန်ဟုခေါ်အေးမြူတော်သို့တာရောတရားချစ်ခင်စိတ်ကောင်းဝိညာသူတော်စင်များတို့သည်ယန္တုပါရမီအစဉ်စဉ်မြင့်နယ်မြင်၍မလင့်ပုံသေးဆိုက်ရောက်တော်မူကြစေကုန်သတည်း